ဒီတေတော်ကြောင့်ရာရောများမဟောကြမနာကြပင်မိရဏများကိုမာလူကိုသုတိစွာဖြင့်ရှိခိုးပူဇော်ကြောကြရအောင်လူလည်းဒီပူဇီကူမှာရှိလာကြအောင်စို့တကွာနဲ့လက်ဆောင်လေးဖြောင်းဖြောင်းမှမှထား၍နဘုဆန်းစာလေးလေးဒီမှာလည်းလက်ဆောင်တို့ကိုညှော်ကိုင်းပြီးရှိခိုးခြင်းငါတိုက်တော်ရလာမြတ်သူမလူရဲ့ကုံအာယုန်တွေရှိခိုးကြောကြရအောင်မိမိတို့ရှင်သွင်းနာစေမဝိရိတောရှိခိုးခြင်းနဲ့စေနာကလေးကရှိခိုးခံခြင်းကတိုက်တော်မူသောရှရဏမြတ်သူမလူရဲ့ကုံအာယုန်တွေခန္ဓာကိုယ်ရဲ့လက်ငင်းဖြစ်တဲ့နေသောယုံနာဓမ္မသင်္ခါရတရားတို့ဆင်းပြီးကျေကျေရှင်ရှင်ပြတ်ပြတ်တာတာကြောကြဘူးသူRene Gasayu Mabu
ရောမြတ်တော်ထင်ရှားရှိစဉ်အတွင်းပါပင်တရားတစ်ခုကိုပိုင်ပိုင်မိမိရရှိရလေအောင်အထုံးပါပေရလို့စေကုရေပေါ်လာသည်ဖြစ်နေသောကြောင့်ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ဝိပဿနာကမ္မထံတရားတွေကိုကျင့်ကြံကြိုးစားအထုရည်နေခဲ့ပါလေမြတ်စွာဘုရားဒုက္ခသံဃာတော်ရှင်မြတ်တို့ကစီအဝိဒီပဝါတော်လည်းပင်အစီအဝိများလည်းမတရားနိုင်ခဲ့ပါမြတ်စွာဘုရားဘယ်လိုကိစ္စတစ်စုံတစ်ခုပြုမယ်ဆိုတာကိုလည်းပဲပြောကြတယ်မင်းချင်းမရှိခဲ့ပါမြတ်စွာဘုရားလို့ဘုရားမှာစွာလျောက်တာလိုက်ဒီအခါကာလဝဲဘုရားရှင်ကိုရောမြတ်ကြီးသည်အတ္တတ္တမတိမြတ်ကိုကောင်းကြီးဩဘာထောမနာလေးပြည့်ပြီးသည့်နောက်သံဃာတော်ရှင်မြတ်တို့ကိုလည်းပဲဘုจิตတယဟန်တို့အသင်ချင်သာလို့ဒီငါဘုရားရှင်ကိုရောမြတ်ကြီးရဲ့ပေါ်မှာတကယ်ရန်ချစ်ကြခင်ကြတယ်ဆိုရင်ပြန်အတ္တတ္တမတိမြတ်ကဲ့သို့ချစ်ကြနောပူဇော်ကြနောကရောကြနောလူအမိတော်ရှိပြီးဒီနောက်ခန္ဓာဒီနတ္တကစီမီပြောင်းနိုင်စားတော်ဒီပါတော်ပြည်စည်းမျိုးပြန်မဟာဘုရားရှင်ကိုရောမြတ်ကိုပူဇင်တာပူဇော်ပြုနေကြတဲ့ပုဂ္ဂိုလ်တို့သည်နာပူဇင်တိနာမတကယ်ရန်ပူဇော်ရာကရောရာပြောင်းပြပါမည်ကုန်ဓမ္မနုဓမ္မပရိပတ်တိယပဏ္ဏမတရားဘုဒ္ဓယနိဗ္ဗာန်တရားလျော်သောခြင်းများပရိပတ်ဖြင့်လာလျက်မဟာဘုရားရှင်ကိုရောမြတ်ကိုပူဇင်တာပူဇော်ပြုနေကြတဲ့ပုဂ္ဂိုလ်တို့သည်ပူဇင်တိနာမတကယ်ရန်ပူဇော်ရာကရောရာမိပါမည်ကုန်၏ရဲ့လူအမိတ်တော်ရှိပြီးသည့်နောက်အတ္တတ္တမတိမြအတ္တတ္တပရတိနာနှလုံးသွင်းကြကုန်သောပညာဟန်ရှင်လူယောဂီသူတော်စင်ပရိသတ်ပေါင်းတို့မှလည်းပဲသာသနာတော်များကြီးမှာတော့2568နဲ့ကျော်လွန်နေပါပြီတို့ကျော်လွန်သောသာသနာတော်များကြီးကိုနဲ့မဆိုင်တော့သည်ဖြစ်လေတော့ကြောင့်ကိုယ်ပိုင်သာသနာတော်ကြီးလည်းမဟုတ်တော့ပါနဲ့ကရှင်ကျန်သောအနာဂတ်သာသနာတော်ကြီးကလည်းပဲကိုယ်နဲ့မဆိုင်သည်ဖြစ်လေတော့ကြောင့်ကိုယ်ပိုင်သာသနာတော်များကြီးလည်းမဟုတ်ပါတဲ့ကကိုယ်သက်တမ်းနဲ့ဆိုင်သောသာသနာတော်များကြီးမှသာလည်းကိုယ်ပိုင်သာသနာတော်များကြီးရဲ့စိတ်ဖြစ်ပါပြီစွာရဲ့တို့ကိုယ်သာသနာတော်မှာတရားလို့တွေကိုဝိညာဉ်အားထုတ်ကြမယ်ဆိုရင်ခန္ဓာမှာဖြစ်ပြယုံနာတွေကိုမြည်၍ဖြစ်ပြဆုံးသောဉာဏ်တန်နိဗ္ဗာန်တပည့်ကံကိုမဲ့ကြံပူညာတို့ဖြင့်ကိုယ်အခြင်းဆုံးလည်းပဲလမ်းမြင်လမ်းသိနိုင်ကြပါစေကိုယ်လမ်းမြင်လမ်းသိရတယ်လို့သူတစ်ပါးများကိုလည်းလမ်းမြင်လမ်းသိကြရလေအောင်ဤဣသာဣဌာနာကြီးမှာတော်ယောဂီသူတော်စင်များအတွဲစာရေးတောက်ရေးနေရေးဓမ္မရေးများလည်းလူတွေသိတယ်မရှိလိုအပ်တဲ့နေရာများမှာဘုရားဝဏီထားပြီးလူကြတန်းကြအာပိကြချင်းမြောက်ကြကုဏီကြထောက်ပံ့ပေးကြယုံများလည်းမကတရားတော်များကိုတောင်းဖို့ကိုယ်တိုင်လာကြ၍ကိုယ်တိုင်လည်းပဲအားထုတ်လို့ထားနိုင်ကိုယ်တိုင်အားထုတ်လို့ထားတော့အချင်းပေါင်းတရားတွေနဲ့နောက်သောချိန်ကာလမှာဖြင့်သူတော်ဘာတွေကိုဟောနိုင်ပြောနိုင်ဆုံးမလို့ပြနိုင်တန်တရားရှိနေတဲ့ပုဂ္ဂိုလ်များကိုလည်းပဲတန်တရားကိုဖြည့်ရှင်းလို့ပြနိုင်အယူတွေကလည်းမတွေကလည်းမ၍နေကြကုန်သောအယူမဒိဋ္ဌိရဲ့ကြီးသားကိုဖြင့်လွယ်လွယ်ကလေးနဲ့ချွတ်နိုင်ဖြုတ်နိုင်လွယ်ပြနိုင်ကြသောမြမပြည်သူတွေတော့ပြန်လာမှာကဘာကြီးတဝန်းလုံးမှာပြင်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုနေလူလာသူထင်ရှားကြောကြသွားရလေအောင်အာပိကုညီဆောင်ရွက်နိုင်ကြတဲ့မြမသာသနာပြုကဘာကြီးတဝန်းလုံးရဲ့သာသနာပြုအာဇာနည်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတွေလင်းမြန်သောစွာရလွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။သံဃာတော်ရှင်များတို့ကလည်းဒီဘုအတာချ
ညကလည်းဣရိယာပုပ္ပင်တရင်သုံးတော်မူပါယံလျှောက်ထားအပ်ပါတယ်ခဏိစေရစင်တရားဝဲကြီးအစာဆုံးနေဖြစ်သည့်အတွက်နောက်ပိုင်းကယောဂီသူတော်စင်များကတရဏဂုံသီလတော်များခံယူခြင်းသုံးစောင့်တည်ကြရာရှိတော်ကြောင့်လည်းဒီများရှိမြဲတိုင်းခါလိုက်ပါကဲပထမဆုံးနိဗ္ဗာန်ရောက်ခြင်းအစတရဏဂုံသုံးပါးကဆိုတဲ့စကားတော်အတိုင်းတရဏဂုံသုံးပါးကိုစောင့်တည်ကြရအောင်တဲ့ဘုရားတရားသံဃာယရဏသုံးပါးတို့ရဲ့ဂုဏ်တော်တွေကိုအာရုံပြုလို့ကြီးညိုသောတရားစိတ်နဲ့ရှင်တွင်နာစင်နှလုံးသားထဲမှာတက်ဝေယုံကြည်ပြီးတော့စောင့်တည်လို့တရဏဂုံမြတ်ကိုခံယူကြပါစို့တိုက်ပြီးဆိုရအောင်အရှင်ဘုရားဤတော်မြတ်သည်ယခုအချိန်မှစ၍ရုပ်ထုနန္တုအစဉ်တတော်ခြင်းရှာစွာဘုရားကိုတသက်ပတ်လုံးမြတ်ဆုံးထား၍အာဟုနေကြပါ၏ကိုယ်ွယ်နေကြပါ၏စိကနေကြပါ၏အရှင်ဘုရားတတိတော်မြတ်သည်ယခုအချိန်မှစ၍ခန္ဓာကိုယ်မှာဖြစ်ပြနေသောယုတ်နာအစဉ်ကိုမြင်နေရသောဝိပဿနာဉာဏ်ဖြစ်ပြဆုံးသောနိဗ္ဗာန်တစ်ဖက်ကံကိုလမ်းမြင်ရသောဘယ်ဉာဏ်ဘုံဉာဏ်ဘုရားမှန်ဘုရားစစ်တွေကိုတသက်ပတ်လုံးမြတ်ဆုံးထား၍အာဟုနေကြပါ၏ကိုယ်ွယ်နေကြပါ၏စိကနေကြပါ၏အရှင်ဘုရားဤတော်မြတ်သည်ယခုအချိန်မှစ၍ဒေတာစေယုတ်မာတွေကိုလက်ညံပူညံဖြင့်သတိကြသောသဟန္တာအရှင်သတ္တုံသဆေဖြစ်နေကြသောကလျာဏပုထုဇဉ်ခအရှင်သံဃာတော်
ဆောက်တည်ပြီးတော့တရဏဂုံတည်သောဥပါဒကဥပါတိကာမှာများဖြစ်တဲ့ဝမ်းမြောက်ကြစေချင်ပါတယ်ဒီနေရာမှာတရဏဂုံများနဲ့ပတ်သက်ပြီးတော့တရဏဂုံရဲ့ရှင်းလင်းလေးတွေပြောတဲ့အခါမှာတရဏဂုံက2မျိုး2စားရှိပါမယ်နံပါတ်1ကလောကီတရဏဂုံနဲ့နံပါတ်2ကလောကုတ္တရာတရဏဂုံရဲ့လို့တရဏဂုံ2မျိုးမရှိဘူးလားရှိပါရဲ့ဗျာဒီ2မျိုးထဲမှာလောကီတရဏဂုံဆိုတာကဆုံးနဲ့ရတဲ့နိဗ္ဗာန်ကြီးကိုမဉ္ဇဉ်ဘုံဉ္ဇဉ်တို့နဲ့မမြင်သေးသမျှကာလပတ်လုံးအခုလိုစောင့်တည်ထားတဲ့တရဏဂုံမျိုးကိုလောကီတရဏဂုံလို့ခေါ်ဆိုရတာဖြစ်တယ်။နောက်လောကုတ္တရာတရဏဂုံကြတော့ဆုံးနဲ့ရတဲ့နိဗ္ဗာန်ကြီးကိုမဉ္ဇဉ်ဘုံဉ္ဇဉ်နဲ့တစ်ချိန်တစ်ခါမြင်လိုက်တယ်ဆိုရင်ယောဂီရဲ့တဏ္ဍာမှာလောကုတ္တရာတရဏဂုံတည်သောဥပါဒကဥပါတိကာမှာများဖြစ်တဲ့မှတ်ယူရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့အဲ့ဒီပြည့်စည်တဲ့နေရာမှာအကြောင်း2ပါးနံပါတ်1ကမိစ္ဆာဒိဋ္ဌိယူဝါဒပြောင်းရင်လည်းပြတ်တတ်တယ်။နံပါတ်2ကယုံတဲ့နံွယ်သေဝဲဝင်တဲ့အခါလည်းပဲတရဏဂုံမှာပြည့်စည်သွားတယ်ပေါ့။ဒါလောကီတရဏဂုံပြည့်စည်ခြင်းအကြောင်းတရား2ပါး။ခဏဒီတရဏဂုံစောင့်တည်ထားတဲ့သူတော်ကောင်းများဟာဒီအကြောင်း2ပါးနဲ့လွတ်မြောက်နေသည့်အတွက်ကြောင့်လောကီတရဏဂုံတည်တဲ့ဥပါဒကဥပါတိကာမှာများဖြစ်တဲ့ဝမ်းမြောက်ကြရနော်မှန်ပါဗျာဒီတရဏဂုံအခြေခံထားလို့တရားလို့အထုတ်ကြတဲ့အခါမဉ္ဇဉ်ပူညာတို့ရောက်တော့လောကုတ္တရာတရဏဂုံဘက်သို့ရောက်ရှိသွားလိမ့်မယ်ဒီတရဏဂုံကတော့ပစ္စည်းရိုးထုံးစံမရှိတဲ့ပြင်မှာတစ်ဆင့်တစ်ဆင့်မြင့်တဲ့မြင့်ပြီးနောက်ဆုံးနိဗ္ဗာန်ခိုးလုံးဝဲဆန်းနိုင်တဲ့အစွမ်းတတ္တိဖြစ်စေနိုင်တဲ့တရဏဂုံမျိုးဖြစ်ပါလေလို့ဒီလိုလေးနားလည်ပြီးတော့အထုတ်ကြနော်မှန်ပါဗျာတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်သားဝေရလေးတွေအချင်းချင်းများပြီးသွားတဲ့အချိန်ကြတော့တရဏဂုံနဲ့တွဲ၍တရားဖြစ်တယ်ဒီသီလစောင့်တည်တဲ့အခါမှာလည်းပဲအပိုင်းအခြား2မျိုးနဲ့စောင့်တည်ကြရအောင်နံပါတ်1ကသိက္ခာပရပရိယတ္တသိက္ခာဘုံနဲ့ပိုင်းခြား၍စောင့်တည်ခြင်းလို့အပိုင်းအခြား2မျိုးမှာနံပါတ်1သိက္ခာဘုံနဲ့ပိုင်းခြားစောင့်တည်တော့ဒီနေ့အသေးဝိုင်းဆရာတော်ဘုရားကြီးရဲ့တရားစင်တိုင်းမှာတော့7ပါးသီလထိနေရမှာဖြစ်သည့်အတွက်သိက္ခာဘုံအပြင်7ပါးရဲ့လို့အဋ္ဌာန်ထားရဘယ်နှပါးပါလဲ7ပါးသို့တော်လည်းပဲတချို့ယောဂီများကျမ်းပါရေးတဲ့သိက္ခာဘုံများနဲ့အသာချမ်းသာပြီးတော့နံပါတ်2ကကာလပိယန္တအချိန်ကာလနဲ့ပိုင်းခြားစောင့်တည်ကြတဲ့အခါမှာအချိန်ကာလကိုအနေ10ရက်စဉ်တရားပဲဖြစ်သောကြောင့်10ရက်ရဲလို့ဒိဋ္ဌာန်ပြုလိုက်ပါစို့တနေ့ရပါလေ10ရက်ပါဗျာအဲ့ဒီ10ရက်မှာ7ပါးသီလတွေကိုမကျိုးမပေါက်မပြောင်းမကြားစေရန်အတွက်ဒိဋ္ဌာန်ပါရမီထားပြီးတော့စောင့်တည်ဖို့ခုနပြောခဲ့တဲ့ကျမ်းပါရေးမကောင်းလို့တစုံတရားသိက္ခာဘုမဆောက်တည်နိုင်ခဲ့ရတဲ့အတားလေးထားခဲ့ကြရတယ်နော်မှန်ပါဗျာမိမိစွမ်းနိုင်တဲ့သိက္ခာဘုကိုယ်ပါဖြစ်စေ10ပါးဖြစ်စေဆောက်တည်နိုင်ပါလေအထုနိုင်ပါလေလို့မှတ်ပါနော်မှန်ပါဗျာဒီကိဒါဇေဒိဋ္ဌာပါရမီအတိုင်းလေးရည်ရွယ်ချက်ထားပြီးတော့သိက္ခာဘုများဆောက်တည်ကြရအောင်နဲ့တိုက်ပြီးတော့ဆိုလိုက်ပါစို့ရဲ့အရှင်မယားဒီတော်များသည်ယခုအချိန်မှစ၍ဒီတို့စိတ်ဖြင့်ရွယ်ထားရာပိုင်းခြားထားရာစေရစဉ်ပါဠတွင်၌ပါ၏ ကို
ရှင်မယားရွှေငွေအင်္ဂါပိုက်ဆံစသည်များကိုခိုင်ခံသုံးဆွဲခြင်းမှရှောင်ကျဉ်ရကြောင်းကောင်းမြတ်သောသိက္ခာပုဒ်တော်ကိုကောင်းစွာစောင့်တည်ပါ၏အရှင်ဘုရားသိက္ခာပုဒ်တော်7ပါးဒိဋ္ဌံပါရမီမြောက်စောင့်တည်ကြပြီး၍သီလဝန္တသီလရှိကြကုန်သောဥပါဒကဥပါတိကမန္တဖြစ်တဲ့ဝမ်းမြောက်ဝမ်းသာရှိကြဖို့လည်းတိုက်တွန်းလိုက်တယ်အဲ့တော့သီလကံကြီးပြီးသွားတဲ့နောက်ကနေ့ညပုဗ္ဗကိစ္စကုဗကံကိုဆက်လက်ပြီးတော့ဟောကြားနာယူကြရအောင်ပုဗ္ဗကိစ္စဆိုတာတရားလို့အာမတုတ်သိမိရှိဥစွာပြုသင်ပြုထိုက်တဲ့လုပ်ငန်းကိစ္စဘုဒ္ဓမြတ်ကိုပုဗ္ဗကိစ္စလို့ခေါ်ဆိုရတယ်အဲ့ဒီပုဗ္ဗကိစ္စတွေမှာလည်းပဲမြတ်တရားနဲ့ပတ်သက်သောပုဗ္ဗကိစ္စ၃ပါးကိုစတင်ပါမယ်အဲ့ဒီမှာလည်းပဲပထမဦးဆုံးဘုရားရှင်ကိုရောမြတ်နဲ့ပတ်သက်ပြီးတော့ဘုရားရှင်တို့ရဲ့ဂုဏတော်တွေအနန္တအာယုပြု၍ယုဒ္ဓနန္ဒပလင်မြတ်ပေါ်သို့ပြည့်တင်လျောက်ထားသည့်ဘုရားပင်ခြင်းပုဗ္ဗကိစ္စတစ်ပါးဖြစ်တဲ့။အဖြစ်လို့ဘုရားရှင်ကိုရောမြတ်တို့ကိုယုဒ္ဓနန္ဒပလင်မြတ်ပေါ်သို့ပြည့်တင်ရလို့မေးရတရားလို့အထုတဲ့အခါမှာဘုရားနဲ့မကွဲမခွာအတူတကွနေပြီးတော့အထုခြင်းလို့ပါလို့အချင်းချုပ်လေးမှတ်ကြနော်မှန်ပါဗျာအဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်အဆုစုရဲ့ဂုဏ်တော်တွေအာယုံပြုပြီးတော့ယုဒ္ဓနန္ဒပလင်မြတ်ကြီးပေါ်သို့ပြည့်တင်လျောက်ထား၍ပထမဆုံးပုဗ္ဗကိစ္စကိုဆောင်ရွက်ရအောင်လို့တိုက်ပြီးတော့ဆိုပြပါမယ်ကင်္ဂသေလုံးမကအတ္တတိဝေသမင်တော်မူညာတိရှင်တော်မြတ်ဘုရားမောအနန္တနေကရဘုရားအစဘောရမဘုရားအစောဒိဋ္ဌံကိုသံသုံးတော်မူညာတိ
ရောက်ထားသည့်အချိန်မှစ၍ဒီခန္ဓာမှာဘုရားရှင်အစွတ်စွတ်တရင်သုံးတော်မူနေပါပြီလို့နှလုံးသွင်းထားနော်ဒီလိုဘုရားရှင်များတရင်သုံးတယ်ဆိုရင်တဲ့ဘာလီယာယက်လီယာထိုင်လီယာတရားလီယာဣရိယာပုတ်တိုင်းမှာဘုရားရှင်ကိုရောမြတ်တို့လိုက်ပါပြီးတော့လာနေခဲ့ပြီလို့လည်းဆင်ခြင်ကြနော်ဒါဆိုရင်ဘုရားရှင်မှာဒီလိုယုတ်သေးစွာလည်းမနေရဘူးလားနေရပါတယ်ဗျာယုတ်သေးစွာနေပြီးတရားလို့အားထုတ်လိုက်တယ်ဆိုရင်တဲ့မိမိရည်ရွယ်ထားတဲ့တရားဓမ္မတွေဟာလင်းမြန်ထုတ်ချောက်ရောက်ရှိနိုင်လိမ့်မယ်ဆိုတာကိုနားလည်ကြရမယ်ပေါ့နော်အဲ့ဒါမြတ်ဘုရားနဲ့ပတ်သက်တဲ့ဘုရားပင်ခြင်းကိစ္စတစ်ပါးဖြစ်ပါတယ်အဲ့ဒီရဲ့နောက်တပံဘုရားရှင်ကိုရောမြတ်တို့ဌာနသည်ကမ္မထံတောင်းခံကြဖို့ဖြစ်ပါတယ်ကမ္မထံတောင်းခံတဲ့နေရာမှာလည်းပဲဧကတိလောကမှာဘုရားရှင်ကိုရောမြတ်သည်အမြတ်ဆုံးသောပုဂ္ဂိုလ်ကြီးဖြစ်သည့်အလျောက်ယမတန်ထူးမြတ်တဲ့တရားဓမ္မတွေကလည်းရဖို့ရအလွန်ခဲယဉ်တယ်လို့မှတ်နော်မှန်ပါဗျာအဲ့ဒီခဲယဉ်တဲ့ကမ္မထံများကိုတောင်းပန်ပြီးတော့ယူထားကြရမှာဖြစ်တယ်အဲ့တော့ဒီနေရာလေးမှာမိမိတို့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဘဝတန်တရားတစ်လျှောက်လုံးကြည့်လိုက်မယ်ဆိုရင်တဲ့အတိကောင်ကြီးဘဝနဲ့ပဲကျင်လည်ပြီးတော့လာခဲ့ကြတာဟုတ်လားမှန်ပါဗျာအတိကောင်ဆိုတဲ့နေရာနဲ့ပတ်သက်ပြီးတော့မိမိခန္ဓာမှာအသက်ကနှမျိုးရှိတယ်လို့ဒါလေးလည်းနားလည်ထားအသက်နှမျိုးကဘာတွေတုံးဆိုတော့နံပါတ်1ပုထုဇဉ်အသက်ကတစ်မျိုးနံပါတ်2ကအရိယာအသက်ကတစ်မျိုးရဲ့လို့အသက်2မျိုးရှိဒီနှမျိုးသောအသက်ထဲမှာပုထုဇဉ်အသက်ဆိုတာကတော့အရိယာမဲ့အသက်ကိုမရသေးသမျှကာလပတ်လုံးအခုလိုရှုနေဆိုင်နေရတဲ့အသက်မျိုးကိုခေါ်လိုက်တာဖြစ်တယ်နော်မှန်ပါဗျာအဲ့ဒါကိုလောကကြီးမှာအရှင်လို့ဆိုပေမဲ့တကယ်တော့အရှင်မဟုတ်ပါဘူးသာသနာတော်မြတ်နဲ့ပတ်သက်ကြည့်လိုက်ရင်ဒါကြီးကအတိကောင်ကြီးပဲလို့မှတ်ရပါတယ်နော်မှန်ပါဗျာအပြည့်လို့လည်းပြီးတော့အပယ်မလွတ်သေးလို့မဟုတ်လားမှန်ပါဗျာဒီအဲ့ဒါကြောင့်ဒီရှုရာဆိုင်တာလေးတွေကအများနဲ့ဆက်ဆံတဲ့ဓမ္မရာအသက်ဖြစ်ပါတယ်တန်တရားပါလာခဲ့တဲ့သံဃာအသက်လည်းပဲဖြစ်ပါတယ်အဲ့တော့ဒီအသက်မျိုးကိုရှင်နေတည်တယ်လို့ဆိုတဲ့နေရာမှာအသက်ရှုရာဆိုင်တာဒီရှိနေတော့ကတော့ရှင်စဲခေါ်တာပေါ့နော်မှန်ပါဗျာအသက်ရှုရာဆိုင်တာရပ်သွားတဲ့ဒီနေ့မှာတော့ဒီဘဲဝင်တယ်လို့မပြောဘူးလားပြောပါဗျာဒီသို့တော်လည်းဒါမျိုးကိုသာသနာတော်များနဲ့ပတ်သက်ပြီးတော့မယူကြတော့ဘူးဖြစ်ပါမယ်ဘာဖြစ်လို့လဲပြီးတော့ဒီအသက်မျိုးကအပယ်မလွတ်သောကြောင့်အတိကောင်ကြီးပဲလို့ပဲမှတ်ရသေးနော်မှန်ပါဗျာအရိယာမဲ့တဲ့တစ်ချက်ကလေးရလိုက်ပြီဆိုရင်တော့အပယ်မလွတ်သွားဘူးလားလွတ်သွားပါရဲ့ဗျာအဲ့ဒီအသက်မျိုးမှာအရှင်ဖြစ်တယ်လို့အောက်မေ့နားလည်ကြနော်မှန်ပါဗျာဒါဆိုရင်ဒီကနေ့ရရှိတဲ့အသက်နဲ့ပဲဒီခန္ဓာနဲ့ပဲတရားတို့ဒီကိုကြိုးစားအားထုတ်လို့ဆုံးနေရတဲ့နိဗ္ဗာန်ကြီးကိုမဉ္ဇဉ်ပူဉ္ဇဉ်ရောက်လို့အရှင်ဖြစ်ရအောင်လက်တရီထားလို့အထုတ်ပဲပေါ့နော်မှန်ပါဗျာအဲ့ဒါအရိယာမဲ့အသက်ခေါ်တယ်ဒီအရိယာမဲ့အသက်ကိုနားမလည်ရင်ခန္ဓာကဖြစ်တဲ့ဒီကိုမှတ်ရင်နဲ့ဖြစ်တဲ့ဒီရတဲ့နိဗ္ဗာန်ချမ်းသာကြီးကိုမဉ္ဇဉ်ပူဉ္ဇဉ်နဲ့မြင်လာမှလားမှန်ပါဗျာဒီမဉ္ဇဉ်ပူဉ္ဇဉ်ကိုအရိယာမဲ့အသက်ခေါ်တယ်နော်မှန်ပါဗျာအရိယာမဲ့အသက်တစ်ချက်ကလေးမရတဲ့လူလည်းပဲသာနာတစ်လျှောက်ကအတိကောင်ကြီးဘဝနဲ့နေခဲ့ကြရတာဖြစ်တယ်။ခဏသာသနာလည်းကြုံကြပြီကိုယ်တိုင်ကိုယ်ကြလည်းပဲလူဘဝရရှိပြီးတဲ့နောက်သာသနာကြုံတဲ့အခိုက်လေးမှာတရားလို့ဒီကိုဝင်ရောက်အားထုတ်လိုက်တဲ့အချိန်မှဆိုရင်တော့မဉ္ဇဉ်ပူဉ္ဇဉ်ဘောဓိဉာဏ်တွေရရှိသွားလိမ့်မယ်နော်။မှန်ပါဗျာ။အဲ့ဒီမဉ္ဇဉ်ပူဉ္ဇဉ်ရလိုက်တော့အရှင်ဖြစ်ရင်အပေသေးပါလည်းမလွတ်သွားဘူးလား။လွတ်သွားပါတယ်ဗျာ။ဒါကြောင့်ဒီလိုရည်ရွယ်ချက်လေးထားပြီးတော့မိမိခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အရှင်ဖြစ်ရအောင်ခန္ဓာကိုယ်ကြီးကိုဘုရားရှင်ကိုရောမြတ်တို့အားလူရန်ကြရမှာဖြစ်တယ်တဲ့သူဘောလူတင်ရဲ့လားလူတင်ပါဗျာမေတ္တာစဉ်အလုံးလိုက်ပြီးတော့ခန္ဓာကိုယ်လူရန်ကံဆိုလိုက်ကြပါဆိုရဲ့ဘုရားဘောအနန္တဘုရားဘောအနန္တဝိနေတော်မူကြပါလေဝိနေတော်မူကြပါ
နေရပါဘူးဗျာတရားနဲ့နေကြတတိယနောက်ဘုရားရှင်ကိုရောမြတ်ကြီးဆုံးမတဲ့စကားတော်တိုင်းလည်းပဲပါဠိယာယတ္တိယာမှာသတိထားပြီးတော့နေကြနော်မှန်ပါပါဗျာဒါကအချင်းချုပ်ပါပဲနည်းနည်းလေးပြန်ပြီးတော့ပြောကြရင်ခုနပြောတဲ့အရိယာဘက်အသက်ကိုလိုချင်လို့ဒီခန္ဓာကိုယ်ကြီးကိုဘုရားရှင်အားထူထမ်းခဲ့ပါပြီလို့နားလည်ထားနော်မှန်ပါပါဗျာနောက်ဒီခန္ဓာကိုယ်ဘုရားပိုင်တဲ့ခန္ဓာဖြစ်သောကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုချစ်ခင်များလို့တဲ့သမ္မာဒီဝနတ်တရားများနဲ့စောင့်ရှောက်တဲ့ခန္ဓာကြီးပဲလို့နှလုံးသွင်းပြီးတော့ဝမ်းမြောက်ဝမ်းသာအထုစေခြင်းနဲ့ပေါ့နော်မှန်ပါပါဗျာတကယ်လို့ကြောက်စရာထိတ်စရာနတ်တရားတွေများမြင်လာတွေ့လာခဲ့ရင်လည်းပဲဆင်ញင်လိုက်ပေါ့ငါခန္ဓာမှာမဟုတ်ပဲဘုရားရှင်ကိုရောမြတ်ပိုင်တဲ့ခန္ဓာဘုရားပိုင်တဲ့ခန္ဓာဒီသမ္မာဒီဝနတ်တရားတွေစောင့်ရှောက်တဲ့ခန္ဓာကြီးပဲလို့နှလုံးသွင်းလိုက်ရင်တဲ့ကြောက်တဲ့စိတ်တွေပျောက်နေပြီလေနော်မှန်ပါပါဗျာကြောက်တဲ့ဒေါမနတာစိတ်တွေပျောက်တော့ဝမ်းမြောက်တဲ့ဒေါမနတာစိတ်တွေဝင်လာတော့မှတရားလို့အထုတ်လိုက်တဲ့အခါမှာမဉ္ဇဉ်ပူဉ္ဇဉ်တရားတွေကိုလင်းမြန်စွာရရှိနိုင်တယ်ပေါ့နော်မှန်ပါပါဗျာအဲဒါကြောင့်လည်းပဲဒီခန္ဓာကိုယ်ကြီးကိုဘုရားရှင်ကိုရောမြတ်တို့အားတူလန်းခဲ့ရပါပြီလို့ဝမ်းမောတာရတာမှန်ပါပါဗျာအဘိဓမ္မာအတိကနေအရှင်ဖြစ်ဖို့နော်မှန်ပါပါဗျာဒီကတော့ဘုရုသင်အတ္တမတိအရိယာမတ်တဲ့ကိုရဖို့ပဲမဟုတ်လားမှန်ပါပါဗျာအဲဘုရားရှင်ကိုရောမြတ်ကြီးသာသနာတော်ထားခဲ့တာကလည်းအရှင်ဖြစ်ဖို့ထားခဲ့တာနော်မှန်ပါပါဗျာအရိယာမတ်တဲ့ဒီလူချင်းတို့လည်းပဲဒီသာသနာတော်ကြီးနဲ့ကျုံခဲ့တာမဟုတ်လားမှန်ပါပါဗျာဒီကျုံလို့လည်းပဲကြိုးစားပြီးတော့အထုတော်မူကြဖို့တိုက်တွန်းတဲ့ပေါ်ဒါကခန္ဓာကိုယ်လူရန်ကနဲ့ပတ်သက်ပြီးတော့မှတ်သားဖွယ်ရာအချင်းချုပ်တည်းလို့မှတ်လိုက်ပါစို့ရနော်မှန်ပါပါဗျာဒီတက္ကနံပါတ်3ကဘုရားရှင်ကိုရောမြတ်တို့ဌာနနေတဲ့ကမ္မထံတောင်းကံဖြစ်တယ်တဲ့ကမ္မထံတရားတောင်းမြတ်ဘုရားရှင်ကိုရောမြတ်ကအမြတ်ဆုံးဖြစ်တော်လူချင်းရာကမ္မထံကိုလည်းပဲတယုတတိနဲ့တောင်းပန်ရမှာပေါ့နော်မှန်ပါပါဗျာတောင်းပန်ခြင်းစိတ်ကိုရှိရလားရှိပါပါဗျာဒါစဉ်တောင်းပန်တဲ့အခမ်းအလုပ်လိုက်ပြီးတော့ဆိုလိုက်ကြစို့ဘုရားတပည့်တော်များအားဘုရားတပည့်တော်များအားသောအားဖြင့်သုနာသနံထား၍သုနာသနံထား၍ဝိပဿနာမထံတရားမထံတရားဒေသနာတော်မူပါဒေသနာတော်မူပါရှင်တော်မြတ်ကြီးဘုရားရှင်တော်မြတ်ကြီးဘုရားဘုရားကမ္မထံတော်လူကမ္မထံတရားရလိုက်တဲ့အခါမှာသာတော်ရာဟုလာလေးပမာယူပြီးတော့အထုတ်စေခြင်းနဲ့တဲ့သာတော်ရာဟုလာလေးကဘုရားရှင်ကိုရောမြတ်အထံကနေပြီးတော့အဆုံးမဘောဝါဒတရားများရလိုက်တဲ့ပြည်များမှာဝတ်သာလုံးလို့ဆွမ်းတော်မစားဘူးတဲ့နော်မှန်ပါပါဗျာဝတ်သာတော့ဆွမ်းမစားတာလို့ပဲဒီနေ့ယောဂီပေါင်းတော်ကောင်းတို့ဒီဘုရားရှင်ကကမ္မထံတော်လို့ရရင်ကမ္မထံနဲ့အမျက်မပြတ်တည်ထားပြီးတော့နေကြနော်မှန်ပါပါဗျာအာကမြတ်ဘုရားနဲ့ပတ်သက်တဲ့ဘုရားကိစ္စ3ပါးပြီးမြောက်သွားတဲ့နောက်ဆရာသမားနဲ့ပတ်သက်ပြီးဘုရားကိစ္စ2ပါးကံကိုဆက်ကြပါစို့ရဲ့ဒီဘုရားကိစ္စတွေကိုပြောခင်မှာယောဂီပေါင်းတော်ကောင်းတို့ထံကနေအာမကံတောင်းရလိမ့်မယ်တဲ့။ဘာတောင်းရအာမကံတောင်းပါဘုရား။အဲဒီအာမကံကိုရှားဖို့ပါဘူးယောဂီများဟာကျေးဇူးရှင်ဆရာတော်ကြီးအဆုံးအမဩဝါဒစကားတွေကိုမြေဝမကြနားထောင်နိုင်ဖို့ပဲဖြစ်ပါတယ်။အဲတော့ဆရာတော်ကြီးရဲ့ဆုံးမစကားတွေကိုမြေဝမကြနားဘောထောင်နိုင်ပါမလား။နားပါပါဘုရား။ဒီဒါကအာမကံတောင်းတဲ့လေးကိုဒီအာမကံလုံလောက်တယ်ဆိုရင်အကျိုးများကုန်လေဝိသုဒ္ဓိမြတ်မှာလာရှိတဲ့ယဟန်တော်သုံးပါးအကြောင်းလေးကြည့်လိုက်ပါဦးယဟန်တော်သုံးပါးကကမ္မထံတောင်းတော့ကမ္မထံဆရာတော်ဘုရားကြီးကမိန့်လိုက်တယ်အရှင်တို့သည်ငါ၏အဆုံးအမဩဝါဒများဒီဝမကြနားထောင်နိုင်ပါမလားလို့ဒီမေကွန်းပေးလိုက်တယ်နော်မှန်ပါပါဗျာအဲ့ဒီမေကွန်းရဲ့ဒီပဲချက်ကအာမကံတောင်းတာဟုတ်လားမှန်ပါပါဗျာမတောင်းလိုက်တာလဲမှန်ပါပါဗျာအဲ့ဒီသာယဟန်တော်
တို့ကအသီးသီးအာမခံပေးကြတယ်ပထမယဟန်တော်ပေးတဲ့အာမခံကအိုးအရှင်မြတ်ကမ္မထံဆရာအရှင်မြတ်ဘောမတပိတော်များဘောမခြေသူတရားတွေတွင်တရားမှာများခဲ့မဲဆိုရင်မြတ်တပိတော်ခန္ဓာကိုယ်ကြီးကိုအတုတရားနဲ့သောကြောင့်ဝါကြည့်တဲ့စီသူအတုတရားမှာရှိရုံကစကလုံးပေါ်လေအတိုင်းအတာဒီနဲ့ပြောရင်တော့လက်ခုပ်တစ်ဖောင်နဲ့တဲ့ကြောက်ပေါ့နော်မှန်ပါဗျာအဲ့ဒီတော့အဖောင်တရားပြီးတော့လက်ခုပ်အဖောင်တရားနဲ့တော့ကြောက်ကြီးပေါ်လားမှန်ပါဗျာအဲ့ဒီကြောက်ကြီးတဲ့ဘုရားဥကောင်းဆောင်ထောချပြီးတော့အသက်ကိုဆုပ်ပြီးတော့ပြေဝတ်ပါတယ်ဗျာတည်ရပါတယ်ဗျာလို့အာမခံပေးပါတယ်နော်မှန်ပါဗျာအဲ့ဒီအာမခံဒီအသက်နဲ့အာမခံပေးလိုက်တာဟုတ်လားမှန်ပါဗျာဘာနဲ့အာမခံလဲခံပါမယ်တဲ့ဆရာကလည်းဘယ်တော့ခံမှမချိုးမဖောက်ပါဘူးပေါ့နော်မှန်ပါပါဗျာတပန်ဒုတိယပတိများကလည်းပဲဆက်လက်ပြီးတော့အာမခံပေးလိုက်တာကအိုးအရှင်မြတ်ကမ္မထံဆရာအရှင်မြတ်ရဲ့ဘောမှာတပည့်တော်တို့ဘောမှာကျေးဇူးတရားတွေလိုတရားမှာများခဲ့ကြမယ်ဆိုပါနဲ့တပည့်တော်ခန္ဓာကိုယ်ကြီးမှာအလုံးချမ်းသာတဲ့ကြောင့်ပြတ်တဲ့ဝဲဘဝပြင်ကစလို့တရွေ့ရွေ့သွေးသွေးပြီးတော့တည်ကြဝဲပါတယ်ဗျာတည်ကြရဲပါတယ်ဗျာလို့အာမခံပေးပြန်တယ်နော်မှန်ပါပါဗျာဒီပတိကလည်းခန္ဓာကိုယ်ကြီးကိုစွန့်ပြီးတော့ပြီးတဲ့အာမခံမဟုတ်လားမှန်ပါပါဗျာဒီကြောင့်အသက်နဲ့အာမခံပေးတယ်လို့ဆိုတော့အာမခံလုံလောက်တယ်ပေါ့နော်မှန်ပါပါဗျာတပန်တတိယမတိမြတ်ပါမည်ကိုအတိယမိကိုအရိယာမေအရိယာမေသင်္ဘေကိုယံအတေသင်္ဘေကိုယံသောစိတ်တန်တန်ဖြင့်သောစိတ်တန်တန်ဖြင့်မဟာပုပိကမဟာပုပိကသုလလူတံသုလလူတံနေထလိုက်ပါ၏နေထလိုက်ပါ၏ရှင်တော်မြတ်ကြီးမယာရှင်တော်စာရီဒီခန္ဓာကြီးဟာဆရာသမားပိုင်တဲ့ခန္ဓာလို့ဟောမိကြနော်မှန်ပါဗျာဆရာတော်ဘုရားပိုင်တဲ့ဆိုရင်ဆရာတော်ဘုရားဆုံးမတဲ့အတိုင်းလေးနဲ့မနေနိုင်ဘူးလားနေနိုင်ပါဗျာဆုံးမတဲ့အတိုင်းတရားလို့အထောက်ကြတယ်ဆိုရင်လည်းညာကိုညာဘောလေးညာတွေကိုလင်းမြန်စွာရရှိနိုင်ပါလိမ့်မယ်လို့နှလုံးသွင်းပြီးဝမ်းမြောက်ကြနော်မှန်ပါဗျာတတိယနောက်နံပါတ်2ကဆရာတော်ဘုရားကြီးတန်ကမ္မထံတောင်းရမယ်တောင်းရကမ္မထံတောင်းပါဗျာဘုရားကမ္မထံယုတ်သေးစွာနဲ့တောင်းပါကြရအောင်နဲ့အလုံးလိုက်ပြီးဆိုပါမယ်ဘုရားတပည့်တော်များအားဘုရားတပည့်တော်များအားသောအခြင်းလူနာသန္တန်ထား၍ဝိပဿနာဆယတာကာလကျိုးစားစေချင်တာနော်မှန်ပါဗျာအကြောင်းလို့မြေတော့ကမ္မထန်ဒီရောထွေးရှုပ်ပြီးသွားမှကြောက်လို့ပေါ့ဟုတ်လားမှန်ပါဗျာအဲ့တော့ဒီဝိုင်းကမ္မထန်နဲ့အထုပ်ပြီးတော့ဆယပြည့်သွားတဲ့နောက်ရှိကအထုပ်ခဲ့တဲ့ကမ္မထန်နဲ့ပြန်ပြီးတော့ဆင်ခြင်လို့ရပါတယ်သုံးသပ်လို့ရပါတယ်အဲ့ဒီအခါမှာမိမိခန္ဓာမိမိရဲ့စိတ်နဲ့မိမိခန္ဓာနဲ့ကြိုက်တဲ့ကမ္မထန်တစ်ခုတစ်ခုပြည့်လိမ့်နော်မှန်ပါဗျာအဲ့ဒီခန္ဓာနဲ့ကြိုက်တဲ့ကမ္မထန်ကိုတစ်သက်လုံးအေးလက်မလွတ်စရန်ကြိုးစားပြီးတော့အတုပါလို့တိုက်တွန်းတာနော်မှန်ပါဗျာအခုဟောဒီဆရာမှာတော့တေဝံပြီးတဲ့ဒီလန်လေးနဲ့ကျိုးကျိုးစားတာအတုစေခြင်းနဲ့ပေါ့နော်မှန်ပါဗျာဒီကဒါဆိုရင်ဆရာသမားနဲ့ပတ်သက်တဲ့ဘုရားကိစ္စနှစ်ပါးပြီးတော့5ပါးရှိသွားပြီဒီတစ်ခါကျတော့တောင်းပန်ခန်းနဲ့ခွင့်လွှတ်ခန်းနှခန်းကိုဆက်ပါမယ်ပထမတော
သူတော်ကောင်းရဲ့လို့နှမျိုးရှိပါလိမ့်အဲ့ဒီသူတော်ကောင်းများကအင်မတန်အနေကျင့်လာပြီးဖြစ်သောကြောင့်သူတော်ကောင်းရဲ့လို့ပြီးဖို့ရလည်းပဲခဲရမှာတဲ့နော်မှန်ပါဗျာဒီလိုပြီးဖို့ရခဲရင်တော့လည်းပဲတခါတည်းမိမိပြမပြီးတဲ့ကံတွေကတော့အပေကိုကြစီတတ်တယ်နော်မှန်ပါဗျာသံတရားမတရားတားဆီးတဲ့ဖြစ်စီတတ်တယ်နော်မှန်ပါဗျာအဲ့ဒါဒီမတော်မှန်တဲ့ကာလပတ်လုံးဒီအဖြစ်တွေကအန္တရာယ်တွေဖြစ်တတ်တော့ကြောင့်ဒီအန္တရာယ်တွေကလည်းလွတ်မြောက်အောင်အပေဒီပါလည်းမရောက်ရအောင်လို့တောင်းပန်တဲ့အခန်းထည့်ရအောင်ဒီအဲ့ဒီတောင်းပန်တဲ့နေရာမှာလည်းပဲဒီဘဝတွေမှာတန်တရားကပါလာပြီးအဖြစ်တွေပါမကြမ်းပါစေနဲ့လေနော်မှန်ပါဗျာအကုန်ချက်ဒီတောင်းပန်ကြဒီသူတော်ကောင်းစရာဟာပူပေးများလို့ပဲအမတန်အနေကျစ်ကြအနေကျင်သောကြောင့်ပြီးဖို့ရတဲ့ခက်တယ်ပေါ့နော်မှန်ပါဗျာပြီးဖို့ရခက်လို့ပြင်မာတဲ့ကံသုံးပါးတွေကတဘာဘာသောကံနဲ့ပြင်မာပြီးရတဲ့အပြစ်ပဲမှလားမှန်ပါဗျာဒီအပြစ်ကခုနပြောတဲ့အန္တရာယ်တွေဖြစ်စေနိုင်သောကြောင့်ဒီအပြစ်တွေလွတ်မြောက်ဖို့ရတဲ့တောင်းပန်ထားရမယ်တဲ့တောင်းပန်စေစေကိုရှိရတာရှိပါဗျာဒါကသူတို့တော်ကောင်းဆိုတဲ့နေရာမှာကဒီပါလေးဆရာသမားတွေအသက်တွေကဘုံအားကြီးမားတဲ့ပုဂ္ဂိုလ်တွေဒီလားရှိတဲ့အတိုင်းမှာပြမမိရင်လည်းပဲကံကြီးမထိုက်ပြင်မဲ့အပေကြတာသေးတယ်နော်မှန်ပါဗျာစံတရားမတရားတာစီနာလည်းဖြစ်တတ်သေးတယ်မဟုတ်လားမှန်ပါဗျာအဲကြောင့်အရိယာတော်ကောင်းတွေကိုဘုရားဇင်တော်ကောင်းတွေကိုအလုံးကိုဒီနေရာကတောင်းပန်ကြရနော်မှန်ပါဗျာအရိယာလည်းမှလည်းပဲသာသနာတော်မှာကြည့်ရင်တော့ယဟန္တာတိရှိမယ်ပေါ့တရားဓမ္မတွေဘက်ကကြည့်ရင်တော့အနာဂတ်တိရှိမယ်ပေါ့နော်မှန်ပါဗျာဒီပြည့်ပြည့်တွေကိုအလုံးမဖြစ်ရအောင်လို့ဝန်ချပြီးတော့တောင်းပန်တော့အားဖြင့်အလုံးလိုက်ပြီးတော့ဆုပေးပါမယ်တတိတော်များသည်တတိတော်များသည်သနာမတေကသနာမတေကအန္တရာမဆာ၍အန္တရာမဆာ၍ယခုဘဝယခုဘဝယခုအချိန်ကြအောင်ယခုအချိန်ကြအောင်မိမာတိအတယမိမာတိအတယပြမထိုင်တော်ပြမထိုင်တော်တရားအစရှိတော်တရားအစရှိတော်အရိယာအရိယာတော်ကောင်းများနေတော်ကောင်းများနေမိမဆေယမိမဆေယဘုဒ္ဓဇင်ဘုဒ္ဓဇင်တော်ကောင်းတို့အားတော်ကောင်းတို့အားဘုနှုတ်စေဘုနှုတ်စေဘုပါတို့တွင်ဘုပါတို့တွင်ဘာဘာဖြင့်ဘာဘာဖြင့်မာမိသောမာမိသောအပြည့်များအပြည့်များရှိခဲ့ပါလေရှိခဲ့ပါလေဘုပြစ်တို့သည်ဘုပြစ်တို့သည်နိုင်ဝါနိဗ္ဗာန်နိုင်ဝါနိဗ္ဗာန်သမဖို့ဤသမဖို့ဤအန္တရေဖြစ်တတ်ပါသောကြောင့်ဖြစ်တတ်ပါသောကြောင့်နိုင်ဝါနိဗ္ဗာန်နိုင်ဝါနိဗ္ဗာန်သမဖို့ဤသမဖို့ဤအန္တရေအပြစ်ဖို့အရေးအပြစ်ဖို့အရေးမတော်ဉာဏ်ပြုဝေး၍မတော်ဉာဏ်ပြုဝေး၍ရှင်ကျေသောရှင်ကျေသောဘုနှုတ်စိတ်တို့ဖြင့်ဘုနှုတ်စိတ်တို့ဖြင့်ရှင်ကျေရှင်ကျေရှိခိုးကာ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 တောင်းပန်လိုက်ပါ၏တောင်းပန်လိုက်ပါ၏ယေတော်မူကြပါယေတော်မူကြပါမြင့်ပေတော်မူကြပါမြင့်ပေတော်မူကြပါအပြစ်ပေမှလည်းအပြစ်ပေမှလည်းဤခံတော်မူကြပါဤခံတော်မူကြပါရှိသမျှသောရှိသမျှသောသောအပေါင်းတို့သောအပေါင်းတို့အခုလိုတောင်းပန်လိုက်တော့အပြစ်ကတင်းအလုံးငြိမ့်ပြီပေါ့နော်မှန်ပါဗျာအပြစ်ကင်းစွာအထုရမညာဘုညာတရားနဲ့လင်းမြန်စွာပြရနိုင်ဘူးလားမှန်ပါဗျာတောင်းပန်ရာကျိုးကိုနိုင်ရလားမှန်ပါဗျာဒီကမိမိကလည်းပြတ်လို့ခံသွားကြလို့ဘုပေါ်မှာပြမတဲ့ပုဂ္ဂိုလ်တွေတော့ကမှရှိတတ်တယ်မဟုတ်လားမှန်
ဒီပုဂ္ဂိုလ်များပေါ်မှာလည်းပြည့်ရလို့မယူတော့ပဲနဲ့ခွင့်လို့ကြသိခံကြဖို့ပေါ့ခွင့်လို့နိုင်ရလားခွင့်လို့နိုင်ပါရဲ့ဗျာဒီများကတောင်းပန်ပြီးပြည်စီမတောင်းပန်ပြီးပြည်စီခွင့်လို့ချင်းကသူတော်ကောင်းတို့ရဲ့အလုပ်ပဲမလားမှန်ပါဗျာခွင့်လို့ပါသိခံပါလို့တိုက်တွန်းတယ်နော်မှန်ပါဗျာခွင့်လို့နိုင်ရလားခွင့်လို့နိုင်ပါရဲ့ဗျာနိုင်ရလားနိုင်ပါရဲ့ဗျာအဲဆိုရင်ခွင့်လို့သိခံလိုက်ပြီးတော့ဆိုလိုက်ကြပါစို့ရဲ့တပည့်တော်များအပေါ်၌တပည့်တော်များအပေါ်၌ဘုနှုတ်စေဘာတို့တွင်ဘာပါဖြင့်မာမိသောပုဂ္ဂိုလ်များရှိခဲ့ပါလျင်နိုင်ဝါနိဗ္ဗာန်သမ္မေကိုဤအန္တရာယ်ဖြစ်ဖို့အရေးသောဉာဏ်ပြုခွေ၍ကြည်သောဘုနှုတ်စိတ်တို့ဖြင့်အချိန်ချင်းဝင်ပြီးကနေလိုက်ပါ၏ဒီကနေလိုက်ပါ၏ဒီမှလည်းဒီခံကနေလိုက်ပါ၏ကိုယ်စိတ်နှပြဒီယံခွာ၍သံသာကြပါစေသံသာကြပါစေချမ်းသာကြပါစေဝိပါဏတံဒီယံတွေလည်းကံမသွေနိုင်ကြပါစေနိုင်ကြပါစေနိုင်ကြပါစေဟုမေတ္တာရေချမ်းဘုရားဒီကနေကြပါကုန်၏ရှိသမျှသောကောင်းအပေါင်းတို့ကဲမိမိကခွင့်လို့ပြန်တော့အလုံးလည်းအပြည့်ကင်းပြီပေါ့နော်အဲ့တော့ဒီနှခမ်းတဲ့ရခုနှခမ်းရှိသွားပါပြီဒီကနံပါတ်8အနေနဲ့မေတ္တာပို့ရအခမ်းဖြစ်တယ်တဲ့မေတ္တာဒီအရေးတပေါ့လားအေးရမေတ္တာရဲ့ဘုန်းတော်သားတဲ့ရင်အလုံးနဲ့အေးချမ်းဖို့မှာလည်းပဲမေတ္တာအနေမေတ္တာကမ္မထမ်းကြောင့်အေးချမ်းသာယာမှုတွေရရင်အများနဲ့အကျိုးရှိကိုလည်းအကျိုးများတဲ့မေတ္တာပို့ခြင်းပေါ့နော်နောက်ပြီးတော့အဲ့ဒီမေတ္တာပို့တဲ့နေရာမှာပညာမေတ္တာပရမမေတ္တာလို့နှမျိုးခွဲပါမယ်ဒီနှမျိုးလုံးမေတ္တာပို့တဲ့အပိုက်တွေမှာချမ်းသာကြပါစေလို့စကားတစ်ခွန်းပါမယ်နော်အဲ့ဒီစကားကိုသုံးခွန်းပြအောင်ချမ်းသာကြပါစေလို့မေတ္တာကိုပွားပြီးတော့ပို့ကြပါနော်တို့ဒီအသေးများနားမလည်ရင်အဟောင်းရဲ့အတန်ကိုအနဲ့ကလေးနဲ့ပြီးတော့ပို့တာရမရဘူးလားရပါဘူးဒီကိစ္စကြောင့်ပထမဆုံးပညာမေတ္တာကိုပို့ကမ်းနေသွားပါစိတ်ပါလက်ပါလည်းပို့ကြနော်ဒါပြည့်ရင်ဒီပညာမေတ္တာလည်းကအရှိဥစွာဒီကြောင့်တိုက်ပိဋကထဲမှာတနေ့သတင်းသုံးနေကြတဲ့သူပရိသတ်နဲ့တဏ္ဍာပရိသတ်နှစ်ဖြာမရှိဘူးလားရှိပါတယ်ဗျာအဲဒီသူတဏ္ဍာပရိသတ်နှစ်ဖြာတို့ကိုမေတ္တာစိတ်လေးဖြန့်ထားနော်ပြီးတဲ့အခါမေတ္တာကိုရအောင်တဲ့တိုက်ဆိုကြစို့ဒီကြောင့်တိုက်အတွင်မှာဒီဣဒ္ဓာတွင်မှာသူတဏ္ဍာသံသာကြပါစေအလုံးနဲ့ချမ်းသာနေပေါ့နော်
ရအောင်ဤကြောင့်တဲ့တွင်မှာဤရိတ်တာတွင်မှာများစွာသံသာကြပါစေဒီမဲ့ဆုံးမှတ်ကြတော့အိယာကနတ်ထိုးလာတဲ့ယဟန်တော်များရေးပြက်လာတဲ့အခါအစာလည်းပြက်ပေါ့ဒီအစာပြက်လာတဲ့ကြတော့ဘာဖြစ်တော့နဲ့အသွေးအသားတွေခန်းချောက်တယ်ပေါ့လားမှန်ပါဗျာအဲ့ဒီမှာမြတ်ဘုရားကတိတော်မူလိုက်တဲ့အတွက်ကြောင့်နဲ့နတ်များပေါ်မေတ္တာပို့ခြင်းကိစ္စကိုမေတ္တာသုတ်အနေနဲ့ဟောသွားနော်မှန်ပါဗျာဒီလည်းပဲမေတ္တာသုတ်အနေထားနဲ့မေတ္တာပို့ခြင်းကိစ္စကိုဆောင်ရွက်တဲ့အခါမှာနတ်တွေကအင်မတန်မှဝမ်းမြောက်လို့ချစ်ကြလို့တဲ့ယဟန်တော်များကိုစောင့်ရှောက်တကယ်ကိုစောင့်ရှောက်ပေးလိမ့်နော်မှန်ပါဗျာနတ်တွေစောင့်ရှောက်ရလိုက်တယ်ဆိုရင်ကြောက်ခြင်းနဲ့လည်းကင်းလို့ဝမ်းမြောက်တဲ့သောမနတာစိတ်ကြီးဖြစ်ပေါ်လာတဲ့အခါတရားအထုတ်ရဲ့မျက်ညာဖွဉာဏ်ကိုမရနိုင်ဘူးလားရနိုင်ပါဗျာတန်နိုင်တယ်လို့နှလုံးသွင်းဝမ်းမြောက်ခြင်းများစွာနဲ့မေတ္တာပူဇော်လေးတွေထည့်ရအောင်မှန်ပါဗျာအခုတပံမာတို့မျိုးရွာမှာရှိကြသောအစိုးရမင်းတွေအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမရှိဘူးလားရှိပါတယ်ဗျာအဲဒီအစိုးရမင်းတွေပေါ်လည်းမေတ္တာပွေးရမယ်လို့မေတ္တာပူသောကြောင့်အစိုးရမင်းများပေါ်မေတ္တာစိတ်လေးဖြန့်ပြီးနော်မှန်ပါဗျာဒီတဲ့အခါနှုတ်ကနေလိုက်ပြီးတော့ဆိုလိုက်ကြရအောင်မာတို့မျိုးရွာဒီစိတ်တွေအေးချမ်းသာယာရှိတဲ့အခါလေးမေတ္တာပို့ရမှာဖြစ်တယ်နော်မှန်ပါဗျာစိတ်တွေအပူတွေတိတ်များရင်မပို့နဲ့အောင်နော်မှန်ပါဗျာစိတ်တွေချမ်းသာမှအပူငြိမ်းတဲ့စိတ်ကလေးနဲ့ပို့မှမေတ္တာတက်ကရောက်နေပြီဟုတ်လားမှန်ပါဗျာယောဂီတို့စိတ်ကလေးက
ပေါ်အေးချမ်းရဲ့လား အေးချမ်းပါရဲ့ဗျာ တရားသိတဲ့အေးချမ်းရင်တတ္တဝါတို့ရဲ့စိတ်တိုင်းမှာလည်းပဲအေးချမ်းသာယာရှိပါစေကြောင်းမေတ္တာလောင်း၍မေတ္တာပို့မယ်နော်မှန်ပါဗျာအဲ့ဆိုရတော့ငါဤနာစင်သည်ငါဤနာစင်သည်အေးမြ၍ဒီမှာလည်းမိမိခန္ဓာရုပ်တွေရုပ်ပုံတွေပေါ့လေနော်မှန်ပါဗျာအဲဒီရုပ်ပုံတွေမှာတဲ့တရားအသိနဲ့သိရှင်ဤကိုအေးဝေများတန်းလို့ချမ်းသာတာမရှိဘူးလားရှိပါဗျာအဲဒီရုပ်ဒီကျမ်းမှာချမ်းသာတဲ့အခါလေးမေတ္တာပို့ကိုင်းတာနော်မှန်ပါဗျာအတ္တဝါရဲ့ရုပ်တန်းလည်းပဲသိရှင်ဤကိုများတန်းလို့ချမ်းသာကြပါစေလို့မေတ္တာပွားတဲ့ပရမမေတ္တာတစ်ပါးကိုဆက်လက်ပြီးတော့ပို့ရအောင်လိုက်ဆိုကြငါဤယုံမုံတွေသည်ငါဤယုံမုံတွေသည်ရှင်ဤကိုအင်းဝိဝေတံ၍အေမြာသံသာယတလုံးဘဒဝါတိုင်းဘဒဝါတိုင်းယုံမုံတိုင်းရှစ်ပါးရှိသွားပါပြီနံပါတ်9အနေနဲ့အမြတ်တမ်းဝေယအခန်းဖြစ်တဲ့အဲ့ဒီအခန်းကိုတော့နောက်ဆုံးမှာပဲကနေလူသားများတဲ့ကောင်းမှုရှင်များနဲ့သူအမြတ်တမ်းပြီးပြီးဘုရားကိစ္စတဲ့လူတရားကအရေးမကြီးဘူးလားအရေးပါပါဘုရားကိစ္စမပြုမိလို့လည်းပဲအပြစ်မရှိပါဘူးလေနော်မှန်ပါပါဘုလိုပြုမိလိုက်တဲ့အတွက်ကြောင့်လည်းကောင်းကျိုးတွေများစွာရတယ်ပေါ့မလားမှန်ပါပါဒီကအလုတ်ကအရေးကြီးသောကြောင့်လုပ်ငန်းတွေမှတ်နေရမယ်နော်မှန်ပါဗျာအလုံးနေရမယ်ဘောရမတ်ရပါဘောရမတ်တော့ဘောရဒီ5မျိုးရှိပါမယ်ဘောရဘယ်နှမျိုး5မျိုးပါဗျာအဲဒီ5မျိုးကဘုရားဣဒာလှုပ်ထားဆင်းရဲတာချမ်းသာတာရဲ့တို့5မျိုးရှိတယ်လို့မှတ်နော်မှန်ပါဗျာဘောရဘယ်နှမျိုးရှိလဲ5မျိုးပါဗျာအဲဒီ5မျိုးသောတရားတွေကိုမှတ်နေပါရှုနေပါဆိုတာကသိယုံများသဘောလောက်ပဲရှိတာမဟုတ်လားမှန်ပါဗျာကိုရင်ပူရာလေးသိနေရမယ်အေးရင်အေးတဲ့သဘောလေးသိနေရမယ်ပေါ့လှုပ်ရင်လှုပ်တဲ့သဘောလေးသိနေရမယ်ပေါ့နော်မှန်ပါဗျာအဲ့ဒါကိုတရားမှတ်တယ်လို့ခေါ်ရခြင်းဖြစ်ပါတယ်ဒါကအချင်းကျုပ်လေးစိတ်ရင်းကဘောရာ5မျိုးမှတ်နေကြနော်မှန်ပါဗျာဘောရာဘယ်နှမျိုးလဲ5မျိုးပါဗျာအဲ့ဒီ5မျိုးမှတ်တဲ့နေရာမှာဒီနေရာအနေအားဖြင့်လည်းမရွေးနဲ့တယ်နော်မှန်ပါဗျာအနေအားဖြင့်မရွေးတာကဘယ်လိုပဲနေနေပေါ့စိတ်လေးရင်မှာကအမှတ်လေးနဲ့နေတာအောင်ကြိုးစားပြီးနော်မှန်ပါဗျာအနေမရွေးကအနေ၄ပါးလုံးကိုဘယ်လိုပဲနေနေစိတ်ရင်ကအမှတ်နဲ့နေဖို့ပါပဲမှန်ပါအနေမရွေးပါဘူးတဲ့နော်မှန်ပါဗျာဟုတ်ပြီတဲ့အဲ့တော့တရားမှတ်တဲ့ယောဂီတို့တဏ္ဍာမှာပေါ်ရာတိ5မျိုးမှတ်လားမှန်ပါဗျာအဲ့ဒီမှာပူရင်ပူတာလို့မှတ်ရပါတယ်ပူရင်ဘယ်လိုမှတ်ပူတာလို့မှတ်ပါဗျာပူရင်ပူတာလို့မှတ်တော့ဘယ်လိုအပူလဲမေးရင်တဲ့ကိုမှတွေ့တဲ့ပေါ်တဲ့အပူမှန်သမျှတွေ
တွေကိုနေရာနဲ့မရွေးနဲ့အကြောင်းနဲ့မရွေးပါနဲ့လို့မရွေးနှစ်ပါးနဲ့ဆက်ပြီးတော့နားလည်ရအောင်သတိထားကြအောင်ဆိုပထမအနေမရွေးတဲ့နော်မှန်ပါဗျာနေရာမရွေးတော့ဘယ်နေရာမဆိုပေါ့ဒီစိတ်လေးရမှာကအမှတ်လေးနဲ့ကြည့်ကြနော်မှန်ပါဗျာအဲကောင်းပြီဒါဆိုရင်တို့ခန္ဓာကိုယ်ထဲမှာခေါင်းထဲကအပူလေးပေါ်ရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာဆိုရင်ကအပူလေးပေါ်ရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာလက်ရှိကအပူလေးပေါ်ရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာခန္ဓာထဲမှာဘယ်နေရာမဆိုပေါ်လာတဲ့အခိုက်လေးမှာပူရင်ပူရာလို့မှတ်ရမှာဖြစ်တဲ့နေရာမရွေးဘူးတဲ့နော်မှန်ပါဗျာနေရာရွေးသလားမရွေးပါဘူးဗျာပူရင်ဘယ်လိုမှတ်လဲပူရာလို့မှတ်ပါဗျာဘယ်အချိန်မှတ်မလို့ပေါ်လာတဲ့အချိန်မှတ်ပါဗျာမပေါ်ရင်လည်းမမှတ်နဲ့ပြောင်းနေရင်လည်းမရှာနဲ့ဦးနဲ့ပေါ်တဲ့အချိန်လေးနဲ့ရင်ကမှတ်တာလေးဆုံးနေအောင်ကြိုးစားခိုင်းတာဖြစ်တယ်နော်မှန်ပါဗျာနေရာနဲ့ပတ်သက်လို့မရွေးလိုက်နဲ့နောက်တစ်ခါအချိန်နဲ့မရွေးနဲ့ပေါ့နော်မှန်ပါဗျာအချိန်နဲ့ပတ်သက်လည်းမရွေးနောက်တစ်ခါအကြောင်းနဲ့မရွေးနဲ့ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေတဲ့ဥမာဆိုကြပါဆိုရဲ့တခါတရံမှာနေကပူတဲ့အခါလည်းပဲမမှတ်ရဘူးလားမှန်ပါဗျာတခါတရံနေကပူတဲ့အခါလည်းမမှတ်ရဘူးလားမှန်ပါဗျာအနေကပူတဲ့အခါလည်းမမှတ်ရဘူးလားမှန်ပါဗျာခြေကပူတဲ့အခါလည်းမမှတ်ရဘူးလားမှန်ပါဗျာအဲ့ဒါအကြောင်းလည်းမရွေးနဲ့တဲ့ပူရင်ပူလာလို့မှတ်ပါတဲ့ပူရင်ဘယ်လိုမှတ်ပူလာလို့မှတ်ပါဗျာဘယ်ချိန်မှတ်ပါလဲပေါ်တဲ့အချိန်မှတ်ပါမပေါ်ခင်လည်းမမှန်နဲ့ကြောက်လည်းမရှာနဲ့ပေါ်တဲ့အချိန်လေးနဲ့ရင်ကမှတ်တာလေးကိုဆုံးပါအောင်ပူရင်ပူတာလို့အမှတ်လေးအတိလေးနဲ့နေရနော်မှန်ပါဗျာသူ့တူရဲ့အေးရင်အေးတာတဲ့အေးရင်ဘယ်လိုမှအေးရမှာမှန်ပါဗျာဘယ်လိုပဲအေးလည်းပြီးတော့ကိုမှတွေ့တဲ့ပေါ်တဲ့အရေးမှန်တဲ့မြတွေကိုခုနပြောတဲ့နေရာလည်းမရွေးလိုက်ပါနဲ့အကြောင်းလည်းမရွေးလိုက်ပါနဲ့ပေါ့နော်မှန်ပါဗျာဒီရမရေးမှတ်တာကကောင်းတာအေးရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာလက်ဒီချီတွေကအေးရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာအသားကြီးကအေးရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာဒီရကောရွေးသလားမရွေးပါဘူးဗျာအေးရင်ဘယ်လိုမှအေးရဘူးပါဗျာအကြောင်းလည်းမရွေးနဲ့ဘာကြောင့်လဲဖြစ်ပါစေဥမာဒီတဲ့လူအေးရင်လည်းမူရလူအေးတဲ့အခါလည်းမှတ်ပေါ့နော်မှန်ပါဗျာဒီလိုလူအေးတဲ့အခါလည်းမှတ်ပေါ့သမင်းသားလူအေးတဲ့အခါလည်းမမှတ်ရဘူးလားမှန်ပါဗျာအကြောင်းကိုကြည့်သေးလားမကြည့်ပါဘူးဗျာဒီရင်ဘလို့မှတ်ကြည့်ရဘူးပါဗျာဒီချိန်မှတ်တော့ပေါ်တဲ့ချိန်မှတ်ပါဗျာဓမ္မပေါ်တဲ့တရားဘုရားပေါ်တဲ့တရားပါဗျာကိုယ်ဆိုရင်ဒီလိုလုံးကောက်တော့မယ်နော်မှန်ပါဗျာကိုယ်ဆိုရင်ဘယ်လိုကောက်တော့ဒီလိုလုံးကောက်ပါဗျာအဲ့လိုလည်းပြီးတော့ဒီလိုလုံးဆိုတာကကိုယ်ကြည်တတ်တယ်ပြန့်နှံ့နေတော့ကြောင့်ဒီလိုလုံးကောက်တယ်လို့အကျဉ်းလေးလေးမှတ်ပါနော်မှန်ပါဗျာအဲ့ဒီကိုယ်ကြည်တတ်ရှိမရှိကိုတော့အလေးများချကြည့်ရင်တဲ့နာတတ်တဲ့ဝေဒနာမရှိဘူးလားရှိပါတယ်ဗျာဘာသာစာချေဆုံးအကုန်လုံးကကိုယ်ကြည်တတ်ပြန့်နေတာနော်မှန်ပါဗျာအဲ့ဒီကိုယ်စဉ်ဘယ်လိုကောက်လဲဒီလိုလုံးကောက်ပါဗျာကောင်းတဲ့ကိုယ်လည်းမပါဘူးလားပါပါတယ်ဗျာဆိုရင်ဒီကိုယ်လည်းမပါဘူးလားပါပါတယ်ဗျာလက်ချီဒီကိုယ်လည်းမပါဘူးလားပါပါတယ်ဗျာအားရင်ဒီလိုလုံးကောက်လိုက်တဲ့အတွက်ကြောင့်ဒီလိုလုံးပေါ်လာဒီခုန၅မျိုးပြောတယ်နော်မှန်ပါဗျာအမင်းကအပူလေးပေါ်ရင်လည်းပူလာလို့မမှတ်ရဘူးလားမှန်ပါဗျာအေးလေးပေါ်ရင်လည်းအေးလာလို့မမှတ်ရဘူးလားမှန်ပါဗျာဒီလိုအကြောင်းလည်းမရွေးတော့နော်မှန်ပါဗျာအဲနောက်တစ်ခါလှုပ်ရင်လှုပ်တာတဲ့လှုပ်ရင်ဘလို့မှလှုပ်ရပါဗျာအဲ့လိုလည်းပြီးတော့ကိုမာရွေးတဲ့ပေါ်တဲ့အလှုပ်မှန်တဲ့မြတ်တွေကိုနေရာလည်းမရွေးအကြောင်းလည်းမရွေးပဲနဲ့မှတ်ပါတဲ့နော်မှန်ပါဗျာဒီဟာမရွေးကကောင်းကလှုပ်လည်းမမှတ်ရဘူးလားမှန်ပါဗျာလက်ကလှုပ်လည်းမမှတ်ရဘူးလားမှန်ပါဗျာဆိုဒီရင်တွေကတရေတလတ်နဲ့လှုပ်ရင်လည်းမမှတ်ရဘူးလားမှန်ပါဗျာဒီလိုဘယ်နေရာလေးပဲလှုပ်သွားတာလှုပ်ရင်ဘလို့မှလှုပ်ပါဗျာဒီအချိန်မှမလို့ဒီအချိန်မှပါဗျာအပေါ်ကလည်းမမှန်နဲ့ကြောက်သွားလည်းမရှာနဲ့လှုပ်ရင်လှုပ်တာနော်
ရွေးနဲ့နော်ဘုရားဆိုရပါဆိုရဲ့အပူတွေသိပ်များတဲ့အခါမခံတာတော့မဆင်းရဲဘူးလားဆင်းရဲပါဗျာအပူများလို့မခံတာလို့ဆင်းရဲတဲ့အခါလဲဆင်းရဲတာလို့မှတ်ဘယ်လိုမှတ်လဲဆင်းရဲပါဗျာအေးတွေသိများလို့မခံတာတဲ့အခါလည်းမဆင်းရဲဘူးလားဆင်းရဲပါဘူးဗျာဆင်းရဲတော့ဘယ်လိုမှလိုက်တော့ဆင်းရဲပါဘူးဗျာအလုပ်တွေသိများလို့မခံတာတဲ့အခါလည်းမဆင်းရဲဘူးလားဆင်းရဲပါဘူးဗျာခံတာလို့ဆင်းရဲတော့ဘယ်လိုမှတော့ဆင်းရဲပါဘူးဗျာဒီလိုနဲ့ပတ်သက်ပြီးတော့မခံတာခြင်းကိုဆင်းရဲတာလို့မှတ်ရမယ်နော်မှန်ပါဗျာဒါတရားခန္ဓာနဲ့ပတ်သက်ပြီးတော့ကြောင်းနာတွေထုံနာတွေကြိုက်တာတွေခဲတာတွေမရှိဘူးလားရှိပါဗျာအဲဒီကြောင်းနာထုံနာစတဲ့ခန္ဓာနဲ့ပတ်သက်တဲ့မခံစားတဲ့ဆင်းရဲမှုတွေမှန်တယ်များကိုလည်းဆင်းရဲတာလို့မှတ်ရပါတယ်နော်မှန်ပါဗျာကိုဆင်းရဲတဲ့ပတ်သက်ပြီးတော့ဘယ်လိုမှတ်တော့ဆင်းရဲပါဗျာစိတ်ဆင်းရဲတဲ့ပတ်သက်တဲ့စိတ်ဆိုးတာတွေစိတ်ညစ်တာတွေစိတ်ကောက်တာတွေမရှိဘူးလားရှိပါဗျာအဲဒီစိတ်ဆင်းရဲတဲ့ပတ်သက်ရတဲ့ဆင်းရဲတာလို့ပဲမှတ်နော်မှန်ပါဗျာဘယ်လိုမှတ်တော့ဆင်းရဲပါဗျာဆင်းရဲစိတ်ဆင်းရဲလည်းမရေးပါနဲ့လေဟုတ်လားမှန်ပါဗျာကဲနောက်တစ်ခါချမ်းသာရင်ချမ်းသာတာလို့မမှတ်ရဘူးလားမှန်ပါဗျာချမ်းသာရင်ဘယ်လိုမှချမ်းသာလို့မှတ်ပါဗျာဘယ်လိုချမ်းသာတယ်မေးရင်ကိုမာပြည့်တဲ့ပေါ်တဲ့ချမ်းသာတာမှန်တယ်မြတ်တွေကိုမရွေးနဲ့တဲ့နော်မှန်ပါဗျာအကြောင်းလည်းမရွေးနဲ့နေရာလည်းမရွေးနဲ့ဆိုကြပါဆိုရင်နေရာနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ကတခါတည်းသက်တော်သက်သာလေးဖြစ်တဲ့အခါချမ်းသာတဲ့သဘောမရှိဘူးလားရှိပါရဲ့ဗျာကျော်ရည်ရင်တွေမှာလည်းပဲဒီကောင်းထိုင်ကောင်းတဲ့ဉာဏ်ဉာဏ်မှာရှိတဲ့အခါလည်းပဲမချမ်းသာဘူးလားချမ်းသာပါရဲ့ဗျာဒီလိုဆိုရင်ချမ်းသာတာကိုချမ်းသာတာလို့မှတ်နော်မှန်ပါဗျာဘယ်လိုမှတ်တော့ချမ်းသာလို့မှတ်ပါဗျာဒီချိန်မှတ်တော့ဟောရဲ့ချိန်မှတ်ပါဗျာတခါပြန်စိတ်ချမ်းသာတာတွေမရှိဘူးလားရှိပါရဲ့ဗျာစိတ်ဆိုးစိတ်ညစ်တွေပြေလို့ချမ်းသာတဲ့အခါလည်းမှတ်ရမယ်ချမ်းသာတာတဲ့ဘယ်လိုမှတ်တော့ချမ်းသာလို့မှတ်ပါဗျာဒီချိန်မှတ်တော့ဟောရဲ့ချိန်မှတ်ပါဗျာမပေါ်ခင်လည်းမမှတ်နဲ့ပျောက်သွားလည်းမရှာနဲ့နော်မှန်ပါဗျာနောက်တစ်ချက်တကအပူရှိန်တွေခုနကတော့များတော့မခံတာဘူးအခုတော့တတိပိနဲ့တက်တောင်တက်ကဖြစ်တဲ့အခါတော့လည်းပဲချမ်းသာတဲ့သဘောလေးမတွေ့ရဘူးလားတွေ့ရပါဘူးဗျာအခုလည်းပတ်သက်လို့ခံစားတဲ့သဘောလေးနော်မှန်ပါဗျာအဲ့ဒါကိုချမ်းသာတာလို့မှတ်ပါတဲ့ဘယ်လိုမှတ်လဲချမ်းသာတာလို့မှတ်ပါဗျာအဲဒီနဲ့ပတ်သက်ပြီးတော့လည်းတက်တောင်တက်တာလေးနဲ့နေတာထိုင်တာဖြစ်လာရင်မချမ်းသာဘူးလားချမ်းသာပါဗျာချမ်းသာရင်ဘယ်လိုမှတ်တော့ချမ်းသာလို့မှတ်ပါဗျာအလုံးနဲ့ပတ်သက်ပြီးတော့လည်းတက်တောင်တက်တာနဲ့ဒီကောင်းတိုင်ကောင်းလေးဖြစ်သွားတဲ့အခါလည်းမချမ်းသာဘူးလားချမ်းသာပါဗျာချမ်းသာရင်ဘယ်လိုမှတ်တော့ချမ်းသာလို့မှတ်ပါဗျာအဲ့တော့ဘယ်လိုအကြောင်းကြောင့်ဖြစ်ပြီးချမ်းသာရင်ချမ်းသာတာလို့မှတ်ခိုင်းတာပေါ့နော်မှန်ပါဗျာဒီအချိန်မှတ်လိုက်တာပေါ်တဲ့အချိန်မှတ်ပါဗျာဒီမှာပေါ်တဲ့တရားကိုပါပေါ်တဲ့တရားပါဗျာဒီမှာပေါ်တာဘယ်တဲ့ကမှတ်တော့ဒီတဲ့ကမှတ်ပါဗျာဒီတဲ့ကဘာနဲ့မှတ်တော့စိတ်နဲ့မှတ်ပါဗျာစိတ်နဲ့ပဲအချိန်မှတ်တော့ပေါ်တဲ့အချိန်မှတ်ပါဗျာပေါ်ခင်မှတ်လို့ရလားမရပါဘူးဗျာတော့သွားရင်ပေါ်ရှာလို့ရလားမရပါဘူးဗျာပေါ်တဲ့အချိန်နဲ့ရင်ကမှတ်တာလေးဆုံးသွားအောင်ကြိုးစားပြီးတော့မှတ်ခိုင်းတာပါပဲဟုတ်လားမှန်ပါဗျာအဲဒါဆိုရင်အလုံးပြန်ချုပ်တော့ကိုယ်စင်တကူလုံးရခဲ့တယ်နော်မှန်ပါဗျာတကူလုံးပေါ်တာဘယ်နှမျိုးမှန်ပါဗျာအမျိုးပေါ်ရင်ဘယ်တဲကမှရှင်တဲကမှန်ပါဗျာဒီတဲကဘာနဲ့မှစိတ်နဲ့မှန်ပါဗျာဥယျာဉ်ဘလို့မှတ်တော့ဥရလို့မှတ်ပါဗျာဤယျာဉ်ဘလို့မှတ်တော့ဤယျာဉ်လို့မှတ်ပါဗျာလောက်ယျာဉ်ဘလို့မှတ်တော့လောက်ယျာဉ်လို့မှတ်ပါဗျာစီယျာဉ်ဘလို့မှတ်တော့စီယျာဉ်လို့မှတ်ပါဗျာသံသာယျာဉ်ဘလို့မှတ်တော့သံသာလို့မှတ်ပါဗျာပေါ်တဲ့အချိန်နဲ့ရင်ကမှတ်တာလေးဆုံးသွားအောင်ကြိုးစားရမယ်လို့ခေါ်လားမှန်ပါဗျာဒီတကဒီလိုမှတ်တဲ့ယောဂီများတန်တန်တဲ့ခုနအနေလေးမျိုးနော်မှန်ပါဗျာတရားနိုင်ရတာအနေလေးပါမရှိဘူးလားရှိပါဗျာအနေလေးပါလည်းဘယ်လိုပဲနေနေပေါ့အစိတ်ကမှထားရှိပါဗျာဒီကိုမှတ်တာပေါ်တာမှတ်တာပေါ်တာမှတ်ပါဗျာဒီကိုရင်ကမှတ်တာလို့ရင်မှတ်တာပါဗျာအဲကြောင့်ဆရာတော်ကြီးကတက်လို့နေပါတဲ့တန်နေမရွပါဘူးတဲ့နော်မှန်ပါဗျာဘုမထိုင်
လို့ရအဲ့ဒါအမှတ်နဲ့ရပ်ဖို့ခေါ်တာကဲနောက်တစ်ခါလမ်းလျှောက်တဲ့အနေမရှိဘူးလားရှိပါရဲ့ဗျာလမ်းလျှောက်တော့လည်းဘယ်လိုလျှောက်မလို့ကြိုက်တဲ့အတိုင်းလျှောက်သဘောကျတဲ့အတိုင်းလျှောက်လျှောက်တတ်ဘယ်လိုလျှောက်တယ်နော်မှန်ပါဗျာသို့သောစိတ်ကမှထားရှိပါဗျာလမ်းလျှောက်တာမှတ်လားပေါ်တာမှတ်လားပေါ်တာမှတ်ပါဗျာလျှောက်တာလို့ရလားမှတ်တာလို့ရမှတ်တာလို့ရပါဗျာအဒီနဲ့လျှောက်ဖို့လိုပါတယ်ပေါ့မှန်ပါဘုရားတဲ့ဒီဘက်မှာတော့လမ်းလျှောက်တဲ့သင်္ကန်းကိုတတိတတန်လေးသိရမှာဖြစ်တော့တရားပဲသိပြီးတဲ့နောက်ခဏခဏအနာပေးမယ်နော်မှန်ပါဗျာပြီးတော့မှလမ်းလျှောက်သင်္ကန်းပြီးဖို့ရပြန်ခေါ်ပါလိမ့်မယ်လို့အဲ့ဒီမှာလမ်းလျှောက်သင်္ကန်းနဲ့တကွရက်တဲ့အနေလေးတွေရက်တတ်အောင်လို့သင်္ကန်းယူကြပါစို့နော်မှန်ပါဗျာအခုတော့ကြိုက်တဲ့အတိုင်းလျှောက်လို့မရဘူးလားရပါရဲ့ဗျာအဒီနဲ့လျှောက်တဲ့နောက်တစ်ခါလျှောက်လို့ညောင်းတော့လျှောက်နဲ့အနေမရှိဘူးလားရှိပါရဲ့ဗျာလျှောက်နဲ့ဒီမှာလည်းဘယ်လိုလျှောက်နဲ့ဟောကြိုက်တဲ့အတိုင်းမှာပဲသဘောကျတဲ့အတိုင်းမှာပဲရပါတယ်နော်မှန်ပါဗျာသို့တော့စိတ်ကမှထားတော့ရှိပါဗျာလျှောက်တာမှတ်တာလားပေါ်တာမှတ်တာလားပေါ်တာမှတ်ပါဗျာပေါ်တာမှတ်တဲ့အလုပ်ဖြစ်တော့ကြောင်းတဲ့ကြိုက်တဲ့အတိုင်းလျှောက်မှအိပ်ပါတဲ့မရဘူးလားရပါရဲ့ဗျာအောက်တော့အနေလေးပါစုပ်သွားရောအနေဘယ်နှပါလေးပါဗျာအနေလေးပါလုံးမှာစိတ်ပဲမှာထားရှိပါဗျာအနေကိုမှတ်တလားပေါ်တာမှတ်တလားပေါ်တာမှတ်ပါဗျာအဲ့ဒါအနေမရွေးတဲ့ပါတယ်အနေရွေးပါဗျာနောက်တစ်ခါအလုံးနဲ့မရွေးနဲ့ပါပဲလုံးစိတ်ပဲမှာထားရှိပါဗျာအလုံးဒီမှတ်တလားပေါ်တာမှတ်တလားပေါ်တာမှတ်ပါဗျာအလုံးကကိုရလားမှတ်တာကိုရမှတ်တာကိုရပါဗျာဆိုရပါတော့ဒီပတိတဲ့ခါလဲမှတ်ရမှာပဲအမိုက်ကောက်တဲ့ခါလဲမှတ်ရမှာပဲသမင်းချက်တဲ့ခါလဲမှတ်ရမှာပဲနော်မှန်ပါဗျာဒီကိုဆိုတဲ့ခါလဲမှတ်ရမှာပဲမှတ်လားမှန်ပါဗျာအလုပ်ရေးသလားမရေးပါဘူးဗျာအလုပ်ရေးစိတ်ရင်ကပေါ်တဲ့အမှတ်တွေနဲ့နေရင်တဲ့အလုပ်တိုင်းမှာလည်းတရားမရနိုင်ဘူးလားမရနိုင်ပါဘူးဗျာအဲ့ဒါအလုပ်မရေးနောက်တစ်ခါနေရာမရွေးတဲ့ပါတယ်လေနေရာမရွေးပါဗျာနေရာပဲရောက်သွားရောက်တဲ့နေရာမှာစိတ်ကမှထားရှိပါပါဗျာနေရာကိုမှတ်တလားပေါ်တာမှတ်တလားပေါ်တာမှတ်ပါဗျာအဲဒီကိုနေရာလေးလည်းမှတ်ပိမှန်နဲ့မှလည်းမှတ်စဉ္ညာနဲ့မှလည်းမှတ်မရဘူးလားရပါဗျာနေရာလည်းမရွေးပါဘူးအခုညဒီကလာနည်းနည်းလေးနေခင်းနေကဝိစိတ်ခြင်းနဲ့ကဖြစ်လိမ့်နော်မှန်ပါဗျာဒီကအေးရတဲ့နေရာလေးတွေမှာမရောက်ပြီးတော့မှတ်နေရင်လည်းမရဘူးလားရပါဗျာနေရာရွေးသလားရွေးပါဗျာနောက်တစ်ခါအချိန်မရွေးတဲ့ဘာမရွေးအချိန်မရွေးပါဗျာဒီအချိန်မှာမဆိုစိတ်ကမှထားဒီမှာပါဗျာအချိန်ကိုမှတ်သလားပေါ်တာမှတ်သလားပေါ်တာမှတ်ပါဗျာအချိန်ကိုရင်လားမှတ်တာလို့ရင်လားမှတ်တာလို့ရင်ပါဗျာအဲဒီမှာတော့နှမျိုးပဲတော့အိတ်ချိန်နဲ့မှတ်ချိန်လို့နှစ်ချိန်ပဲပြောပြီနော်မှတ်ပါဗျာအချိန်လည်းရှိပါတယ်အိတ်တဲ့အချိန်ကတော့ဘဝင်စိတ်ဖြစ်တော့ကြောင့်မှတ်လို့မရတော့တဲ့အချိန်နဲ့အိတ်ချိန်နော်မှန်ပါဗျာအိတ်ရလို့တဲ့အချိန်မှာတော့ဒါမှတ်စိတ်တွေပေါ်လာနေမှလားမှန်ပါဗျာဒီဝိသီစိတ်နဲ့မှတ်စိတ်တွေရောက်လာတဲ့အခါတော့အမှတ်လေးနဲ့နေကြနော်မှန်ပါဗျာအချိန်တော့ရွေးသလားမရွေးပါဘူးဗျာအချိန်မရွေးစိတ်ကမှထားရှိပါပါဗျာအချိန်ကိုမှတ်သလားပေါ်တာမှတ်သလားပေါ်တာမှတ်ပါဗျာအချိန်ကိုရင်လားမှတ်တာလို့ရင်လားမှတ်တာလို့ရင်ပါဗျာဒီဒါစဉ်အလုံးပေါင်းတော့မရွေးသေးပါစုံပြီးမရွေးဘယ်နှပါလေးပါဗျာဒီမရွေးအလုံးမရွေးနေရာမရွေးအချိန်မရွေးရလို့မရွေးဘယ်နှပါလေးပါဗျာဒီဒီပါနဲ့အကြီးစိတ်ကိုရင်မှာထားပေါ်တာငါမျိုးမှတ်နေကြဒါဆိုရင်လုပ်ငန်းအလုံးချုပ်ပြီးပြီနော်မှန်ပါဗျာဒီဒီပါနဲ့အလုံးချုပ်ပြီးပါပြီအလုံးစုံပါပြီလို့မှတ်ပါနော်မှန်ပါဗျာဒီဘယ်နှပါလေးပါဗျာအဲ့ဒီပါနဲ့အကြီးစိတ်ကိုတော့ပဲမှာထားရင်ပါဗျာစိတ်ရင်ထဲမှာရှိတော့ကြောင့်နော်မှန်ပါဗျာရင်မှာထားတဲ့စိတ်နဲ့တရားနေလားပေါ်တာမှန်လားပေါ်တာမှန်ပါဗျာပေါ်တာဒီဘယ်နှမျိုးမျိုးပါဗျာကြည့်ပါဦးဘုရားအေရာသောတာစေရာသံဃာဘာလို့ဒီဓမ္မပေါ်တဲ့တရားကိုယ်မှာပေါ်တဲ့တရား
ချင်းအကြောင်းတရားနဲ့ရှုဖို့ရှုနေမှပုံမှန်နေ့အလုံးစုံပါပြီအချိန်နဲ့တင်နော်မှန်ပါဗျာအချိန်နဲ့တော့တရားသိတဲ့ဒီကုန်းခန်းလေးမှာတော့အန္တရာယ်ခသိမိခသိဉာဏ်စီဖို့စိကြကာရတော်မြတ်ကြီးကိုရုပ်ပပူဇော်ကြ၍တရားသိပါမယ်လို့သူတိသာနာယူပန်းစင်၍စိကြကာထာတော်မြတ်ကိုရုပ်ပပူဇော်ကြပါစို့တပိဗုဒ္ဓခေမပတ္တပစ္စေကာနေသယံခေမအရဟံတမေသတိစေနာရကံဗနာမိတဘတောရကံဗနာမတဘတောခေမပတ္တနာပိယနိကကိုအေယုဏနေသတိမိအငြိဏနိဗ္ဗာန်တပေတံလို့ကိုယ်စီကိုငှရတော်ပြောတော်မူကြကုန်ပြီသောတပိဗုဒ္ဓတပိနဗုဒ္ဓနာကိနောအလူသမဝေနောညာတိဘုရားရှင်ကိုရောမြတ်ကြီးများဤဒီစေနာသာတကုရှိန်သောအနုဘောရောအပြည့်၎င်းယံကိမခြင်းပိယနိကလည်းယုဏနေသတိတိအငြိဏနိဗ္ဗာန်တပေတံလို့ပတ္တနာကိုယ်စီကိုငှရတော်မူကြကုန်ပြီသောပစ္စည်းကနာမယပွင့်ထားတဲ့မရလွန်တရားမှညာကြတော်မူသည့်ပစ္စည်းကဘုရားရှင်မြတ်ကြီးများဤဒီစေနာသတ္တဝိစေသောအနုဘောရောအပြည့်၎င်းခေမပတ္တနံဘိယနိကအယုဏနိသသိတိအငြိဏနိဗ္ဗာန်တကံသို့ကိုယ်စီကိုငှရတော်မူကြကုန်ပြီသောအရဟံနာဘုရားတသရသမဏတတိအတင်ကြီးကလေး60ဝိဇ္ဇတေမကတုဏသံဝိညာတိယဟန္တာရှင်မြတ်ကြီးများဤဒီစေနာသတ္တဝိစေသောအနုဘောရောအပြည့်၎င်းတုမကံအလုံးသောယောဂီသူတော်စင်များတရေသုံးရာဤဌာနတခုသောဤဒေတောင်ရှင်းသာထက်အောင်မရထုံးနေရမယ်နာမန္တများတို့၌ရခံကာယစီရာဆောင်းလျှောက်စီရာရခြင်းမှုကိုဗန္ဒမဒီယနေ့မှစ၍ဒီညမှစ၍မြတ်တစီအတိအမှန်ပြုတာထွေထားလိုက်ကြပါကုန်၏အရှင်မြတ်ကြီးတို့ဖရာရှာလာတိနေယဌာနတိုင်းကအာယပါယစိတ်ပါလက်ပါဖြင့်သုံးကြိမ်သာဓုသာဓုသာဓုဟူ၍ပတ္ထနာဆုပြုတော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာ1386ခုနှစ်တပေါင်းလာဆန်း4ရက်2ရက်3လ2025ယနေ့ကအထုရှင်များဖြစ်ပါတယ်။နာနဲ့အလုံးစအထုရှင်များကမန္တမယိတတေဝဘုန်းတော်ကြီးပတ္တတသန္ဒနာမာလာအားကျေးဇူးရှင်မှန်ပြီးယောဂီဟောင်းဖြစ်တဲ့တော်မေတန်တော်မူဘဝသိဉ္စီရွာပြီးတဲ့မြို့နယ်မှာအရုံမုတ်သများဆက်ကလူရမ်းမှာလည်းလူတော်မေအားဖြင့်သုံးသိကြပါယရဏမြတ်သုံးပါးနဲ့နိဗ္ဗာန်ဆရာသမားများအားဥထိပ်ပန်းစင်ထား၍ဘဂုလဝန္တအသရဏညာတိဘဂုမြို့ဝေသိတော်ဤကျော်မိသားစုအစုပိုင်းရပ်ွယ်ဒေါခင်ကြီးသမီးဖြစ်တဲ့မဆီလာမိသားစုစကုမယကွယ်ဝေစုဒေါတင်အန်ွယ်မိသားစုစကုမယကွယ်ဒေါဆန်းဆန်းတွင်မိသားစုဘဂုမြို့တို့မှာအရုံဘုံသံများဆက်ကလူရမ်းပါလေလူတော်မေအားဖြင့်ငါသိဉ္ဇပါတပံဘုံကျောင်းဆောင်မတိပြုပြင်းတဲ့အထုရှင်များတပုလဝန္တမသရဏညာတိတော်မြင့်မြင့်အေဘဂုမြို့ကကျပ်သိန်း50ဝေသိန်းတော်ဤကျော်မိသားစုအောက်စုပိုင်းရပ်ကနေပြီးတော့ကျပ်သိန်း20ဒေါခင်ကြီးသမီးမဆီလာမိသားစုစကုပိုင်းကနေပြီးတော့ကျပ်သိန်း20ဆရာတော်ဘုရားကြီးနှစ်ပါးနဲ့မြို့ရွာရပ်ွက်အသီးသီးမှအလူရှင်များစုပေါင်းလူတော်မေဟာ163သိန်းနဲ့2500ကျပ်စုစုပေါင်းဘုံကြောင့်လူတော်မေဟာ253သိန်း2500ကျပ်ဖြင့်ဆက်ကလူရမ်းပါလေ
ပန်ဒီသာနိအထုရှင်များအဂိညိဥသိကျော်နှင့်ဇနီးယမကြီးတော်ခြေဝင်းတို့အားကျေးဇူးရှင်မှန်၍အနာမိကေညိတော်ခင်အောင်အမှုထားလျက်ဥခေမောဥမိသားစုကံကိုရပါမှနေပြီးတော့လူရန်ဆက်ကတဲ့ဒေသမှာသူတော်မိပေါင်း6သိန်းကြပါတပန်ချိုဝဲအထုရှင်များနဖမိဘများအားကျေးဇူးအမှုထား၍ဇနီးတော်ခင်စံမြင့်တာမောင်စုကျော်တို့အားကျေးဇူးရှင်မှန်ပြီးဥမြင့်ရွှေမိသားစုတန်ခိုးရပ်ဘက်မှာယဟန်ကံရှင်ပြုအထူတော်အဖြစ်ရေကမုတ်တစီကိမုတ်ဆက်လုံးကိုစက္ကလူရမ်းမှာလည်းထူတော်မေအဖြစ်2သိန်းနဲ့5000ကျပ်ပရိခရာထူတော်မေက5000ကျပ်စုစုပေါင်း3သိန်းကျပ်ကိုစက္ကလူရမ်းမှာလည်းတပန်လျက်စင်ပြီးအထုရှင်များမိဘများဖြစ်ကြသောဥပန်းမြိုင်ဒေါ်လှမြိုင်ဥဒတုံတော်ချစ်ကိုအမကြီးတော်စောကြီးတို့အားကျေးဇူးကြီးမှန်၍လက်သမားကြီးစတုယမတစုကတရားစေမိနာကအထူတော်မင်းတသိန်းကြကိုစက္ကလူရမ်းမှာလေဒီကောင်းမှုရှင်များနဲ့သူအလုံးရည်သက်ချအမြဝိရာလေးတွေစัจ जा ဥပ္ပယဒီနေ့မြတ်စွာဘုရားရဲ့အဆုံးအမစကားတော်မှာအကုန်သုံးခုရှိတဲ့အနက်မှာဘုရားရှင်ရဲ့ချီးမွမ်းတဲ့ဂုဏ်ကြီးမျိုးနဲ့ထူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီလူဝမ်းမြောက်စီခြင်းနဲ့ပေါ့နော်မှန်ပါပါဗျာသာဂေနပရိဘောဂေနယတတိနာတယောခယသာဂေနစဉ္ကြတိကကုလိုလူရန်ခြင်းကြောင့်လည်းပဲမိမိပစ္စည်းတွေကကုန်တယ်ပေါ့နော်မှန်ပါပါဗျာဒီတဲ့တန်းတွေကကိုပစ္စည်းပေးလိုက်ရတာမဟုတ်လားမှန်ပါပါဗျာဒီတဲ့တော့လည်းပဲကုန်ခြင်းတစ်မျိုးဖြစ်တယ်နော်မှန်ပါပါဗျာနောက်တစ်ခါပရိဘောဂေနကိုကိုယ်တိုင်ပဲသုံးဆွဲစားတော့ပြည့်ရလည်းမကုန်နိုင်ဘူးလားကုန်နိုင်ပါဗျာကုန်ရင်လည်းကုန်တယ်ပေါ့နော်မှန်ပါပါဗျာဒီလိုကိုနာရဲ့သုံးလို့ကိုနာရဲ့နှစ်ခုရှိပါပြီမှန်ပါပါနောက်တစ်ခါယတနေနာအဖြစ်စည်းခံရတဲ့အခါမရှိဘူးလားရှိပါပါဗျာငါးပါးဖြစ်ရင်လည်းကုန်တာပဲနော်မှန်ပါပါဗျာအကုန်ဘယ်နှမျိုးအကုန်မျိုးပါဗျာအကုန်သုံးမျိုးရှိပုံလေးကိုတော့တတိထားသိရင်လည်းဒါဘုရားဟောသည့်အတိုင်းပဲနော်မှန်ပါပါဗျာဆိုလိုက်ပါလူကုန်သုံးကုန်လူကုန်သုံးကုန်ချက်ရည်ကုန်ချက်ရည်ကုန်အကုန်သုံးမျိုးရှိတဲ့အကုန်သုံးမျိုးရှိတဲ့လူကုန်သုံးကုန်လူကုန်သုံးကုန်ချက်ရည်ကုန်ချက်ရည်ကုန်အကုန်သုံးမျိုးရှိတဲ့အကုန်သုံးမျိုးရှိတဲ့ဒီလိုသိစေရှာပြီးတဲ့ဥစ္စာပစ္စည်းရဲ့ကုန်ခြင်းသုံးမျိုးနော်မှန်ပါပါဗျာအဲဒီသုံးမျိုးထဲမှာဘယ်လိုကုန်ခြင်းကအကောင်းဆုံးအမြတ်ဆုံးလို့ဆိုတာလေးကိုရွေးရအောင်ပါမှန်ပါအဲဒီရွေးတဲ့အခါမှာပထမလူလို့ကုန်တယ်ပြီးလို့ကန်းလို့ကုန်တယ်ပေါ့နော်မှန်ပါဗျာအဲဒီလူလို့ကုန်တယ်ပြီးကန်းလို့ဆွတဲ့လို့ကုန်ရင်းဆိုတဲ့အကုန်မျိုးကတဲ့အစားကြံတယ်တဲ့အားကြံတယ်အစားကြံပါလေဗျာဒီမိရေပဲနာစင်မှာစေရနာဆိုတဲ့တတ္တိကံလေးမကြံခဲ့ဘူးလားကြံခဲ့ပါလေဗျာလူပြီးတာဒီစေရနာနဲ့ထက်တဲ့တန်တန်စေရနာကဥဆောင်ပြီးတော့ပြုခဲ့တာမှတ်လားမှန်ပါဗျာလူရှင်ကစေရနာအစစ်နော်မှန်ပါဗျာအဲ့ဒီစေရနာဒီနန္တရားဒီဖြစ်ပြီးမပြတ်ဘူးလားပြတ်ပါဗျာပြတ်တော့လည်းပဲစေရနာကတတ္တိအစားကြံတယ်တဲ့အပြီးတိုင်ချုပ်နေတာမဟုတ်ဘူးလေနော်မှန်ပါဗျာတတ္တိကံကလေးမကြံခဲ့ဘူးလားကြံခဲ့ပါဗျာအဲ့ဒီကံကြံရခဲ့တဲ့ကုန်ခန်းခြင်းကတစ်မျိုးဖြစ်တယ်နောက်တစ်ချက်ကကိုယ်တိုင်စားလို့သုံးလို့ကုန်တဲ့အကုန်မျိုးကတတ္တိမကြံတဲ့ကုန်ခြင်းမျိုးဖြစ်တယ်နော်မှန်ပါဗျာအစားပြောက်သွားတဲ့ကုန်ခြင်းပေါ့အစားမကြံတော့ဒါကဒုတိယကုန်ခြင်းနော်မှန်ပါဗျာနောက်တစ်ခါနံပါတ်3ကုန်ခြင်းကဘာဖြစ်တဲ့ဆိုတော့ဖြည့်စည်းခံရတာမဟုတ်လားမှန်ပါဗျာအဖြည့်စည်းခံရတဲ့နေရာမှာလည်းအစားတတ္တိကြံနိုင်မှာမလားမကြံနိုင်ပါဘူးစေရနာမပါတော့လူနဲ့တန်းတဲ့စေရနာတော့မရှိလို့ပေါ့နော်မှန်ပါဗျာအစားတတ္တိမကြံတဲ့အတွက်ကြောင့်ဒီကုန်ခြင်းကတစ်မျိုးကလည်းပဲဒီအကုန်သုံးမျိုးကိုအလုံးချုပ်ပြီးတဲ့အခါမှာတဲ့ပထမဆုံးကုန်ခြင်းကအစားကြံတဲ့အတွက်ကြောင့်တဲ့ဘုရားရှင်အဆူဆူချီးမွမ်းတဲ့ကုန်ခြင်းကအမြတ်ဆုံးတယ်နော်မှန်ပါဗျာအဲ့ဒါကြောင့်စာဂေနစွန်ရတိကံခြင်းကြောင့်လူရန်နဲ့အလူတော်ဒီကြောင့်ကုန်တဲ့အကုန်ရန်
ဘောဂိနာကိုယ်တိုင်30ပုံနဲ့ကုံရဲ့နောက်ပြီးတော့မြတ်တနေနာဖြည့်စည်းခံရတဲ့ပုံနဲ့အကုန်ရဲ့အကုန်သုံးမျိုးတဲ့မှာတဲ့တိတံပထမခရောပထမဆုံးပြလိုက်တဲ့ကုန်ခံခြင်းပထမဆုံးကပါလေလူလူတန်းတို့ကုန်တာနော်မှန်ပါဗျာဘယ်လိုကုန်လိုက်တာတော့လူလူတန်းတို့ကုန်ပါဗျာဒီကျတဲ့စေတနာမျိုးမပါတော့ဘူးလားပါပါဗျာဒီစေတနာပြတ်တော့တတ္တိကံလေးကြံခဲ့တာနော်မှန်ပါဗျာအဲ့ဒီကြံခဲ့တဲ့တတ္တိကံကအကျိုးပေးမယ်ဟုတ်လားမှန်ပါဗျာအကျိုးပေးမယ်ကုန်ခံခြင်းကိုဘုရားရှင်အဆူဆူကပတ္တထောဓမ္မတတ္တိနော်တရားသိတဲ့ဘုရားရှင်ကိုရောမြတ်ကြီးများကချီးမွမ်းတာချီးမွမ်းတဲ့ကုန်ခြင်းပေါ့နော်မှန်ပါဗျာအဲ့တော့မြတ်စွာဘုရားချီးမွမ်းရင်မိမိတို့ကလည်းချီးမွမ်းထိုက်တဲ့လူတော်ကြီးကိုချီးမွမ်းထောပနာပြုလို့အမြတ်ပေးမှာဟုတ်လားမှန်ပါဗျာချီးမွမ်းခြင်းကမထိုက်ဘူးလားထိုက်ပါဗျာအဲ့ဒီလိုအစာကြံလို့နော်မှန်ပါဗျာဆိုလိုက်ပါလူကုန်လုံးကိုလူကုန်လုံးကိုရှေ့ဒီကုန်ရှေ့ဒီကုန်အကုန်လုံးမျိုးရှိတဲ့အကုန်လုံးမျိုးရှိတဲ့လူတို့ကုန်တာလူတို့ကုန်တာသစ္စေမသစ္စေမကံကြံရစ်တာမြတ်တဲ့ကံကြံရစ်တာမြတ်တဲ့လူတို့ကုန်တာလူတို့ကုန်တာသစ္စေမသစ္စေမကံကြံရစ်တာမြတ်တဲ့ကံကြံရစ်တာမြတ်တဲ့ပါကြံတို့မြတ်တော့ကံကြံတို့မြတ်ပါရဲ့ဗျာအဲ့ဒီကံကတန်တရားနဲ့လျှောက်လိုက်ပါပြီးတော့ကျုပ်ပြီးမယ်ဟုတ်လားမှန်ပါဗျာနိဗ္ဗာန်တရားကျုပ်ပြီးခွင့်ရတဲ့ကံနော်မှန်ပါဗျာဒီကံကြံရစ်တဲ့လို့အမြတ်ဆုံးကုန်ခံခြင်းနဲ့ဒီနေ့ကုန်ခဲ့ပါပြီတဲ့အဲ့တော့ကုန်တစ်ဖက်ကပြည့်စည်ဖို့တော်တယ်ပဲရှင်တွင်နာစဉ်ကတတ္တိကံလေးအစာမကြံဘူးလားကြံပါဗျာအကောင်းဆုံးကုန်ခံခြင်းနော်မှန်ပါဗျာဆိုလိုက်တော့လူ၍ကုန်တာလူ၍ကုန်တာအစင်မာအစင်မာကံကြံရစ်တာမြတ်တဲ့ကံကြံရစ်တာမြတ်တဲ့ကံကြံနေရာကံကြံနေရာတံခရာတံခရာကောင်းကျိုးပါရမြတ်တဲ့ကောင်းကျိုးပါရမြတ်တဲ့ကံကြံနေရာကံကြံနေရာတံခရာတံခရာကောင်းကျိုးပါရမြတ်တဲ့ကောင်းကျိုးပါရမြတ်တဲ့အဲ့တော့ကံကြံတဲ့နေရာမှာတံခရာတေလျှောက်ကောင်းကျိုးတွေမပါလာဘူးလားပါပါဗျာအဲ့ဒီအကျိုးတရားကလည်းပဲအချိန်တန်မှအကြောင်းသင်လို့အကျိုးအားလျော်တာဖြစ်တာနော်မှန်ပါဗျာဘုရားပါဆိုရပိဋိနာမင်းကြီးနဲ့အရှင်နာဂတိတို့ပြီးကံဖြေကံလေးတစ်ချက်မှာပတ်တွေ့ရတော့ဒီကံနဲ့ပတ်သက်ပြီးတော့မင်းတရားကြီးကမေးထားတာရှိတယ်နော်မှန်ပါဗျာအရှင်မယားတဲ့ဟောဒီကံတတ္တိကလေးကအရှင်များတို့ကျမ်းနဲ့ပြောနေကြတယ်နော်မှန်ပါဗျာအကျိုးပေးတဲ့ပြောနေကြတယ်တပည့်တော်ဘယ်လိုသိရမှာလဲဟုတ်နဲ့တပည့်တော်နားလည်အောင်ရှင်းပြပါဦးတဲ့နော်မှန်ပါဗျာနားလည်အောင်ရှင်းခိုင်းတာဟုတ်လားမှန်ပါဗျာဒီကံတတ္တိကတို့လည်းမမြင်ရဘူးလေမှန်ပါဗျာမမြင်ရတော့လေဟောဒီတတ္တိကံဟာမရှိဘူးလားရှိလားရှိပါတယ်ဗျာဒီဒီများစတဲ့တတ္တိရှိတယ်နော်မှန်ပါဗျာဒီဒီပါတတ္တိစတဲ့တတ္တိပါဗျာဒီလိုနေလို့ရလားမရပါဘူးဗျာဝါလိုက်မှသိတယ်နော်မှန်ပါဗျာအလုံးမှသိတယ်ဝါလိုက်မှသိရပါဗျာအဲ့ဒီကမှစတဲ့ကိုမှန်ပါဗျာအဲ့ဒီတိုင်းပဲနော်မှန်ပါဗျာအခုလည်းအဲ့ဒီကံတတ္တိကလေးကမမြင်ရတော့မိတရားကြီးစိတ်ထဲမှာတပည့်တော်နားလည်အောင်ရှင်းပြပါဦးမယ်နော်မှန်ပါဗျာဒီတတိကဘယ်လိုအကျိုးပေးတဲ့တုံးဆိုတာမျိုးပေါ့အဲ့ဒီကမှမထေရမြတ်ကြီးကတစ်ပင်နဲ့တစ်ပြီးပမာလေးပြပါတယ်နော်မှန်ပါဗျာဥပမာတစ်ပင်နဲ့တစ်ပြီးကလေးမှာတစ်ပြီးကလေးရတာအဲ့ဒီတစ်ပြီးဟာတဲ့ရေတုပေါ့နော်မှန်ပါဗျာရေကံလေးနဲ့အလုံးအကြောင်းညီမယ်ဆိုအဲ့ဒီခုနကတစ်ပြီးကလေးသစ္စိဆိုတာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီသစ္စိကအချိန်တန်တော့အပင်ပေါက်ရောက်စေတဲ့တတ္တိမရှိဘူးလားရှိပါတယ်ဗျာအပင်ပေါက်စေတဲ့တတ္တိရှိတယ်နော်မှန်ပါဗျာအကြောင်းအားလျော်စွာအကြောင်းစုံတဲ့ကတတ္တိအပင်ပေါက်နိုင်တယ်ပေါက်တဲ့အပင်ကလည်းပဲကြည့်ပါဦးအပင်တော့ဖြစ်နေပြီအတိစရာတွေ့လို့ရလားမရပါဘူးဗျာမရတော့အချိန်တန်တော့ပြီးပွင့်လာတာမတွေ့ရဘူးလားမရပါဘူးဗျာဒီရဲ့ပင်တွေပွင့်နေပြီအတိတင်တော့မယ်နော်မှန်ပါဗျာအစောတုန်းကဒီအပင်မှာအတိပြီးနိုင်တဲ့အစွမ်းတတ္တိရှိတယ်လို့သိတယ်နော်မှန်ပါဗျာအတိပြီးနိုင်တဲ့တတ္တိမရှိဘူးလားရှိပါတယ်ဗျာရှိပါရဲ့နဲ့နော်မမြင်နိုင်တဲ့တတ္တိပြောမှလားမှန်ပါဗျာဘုလိုအချိန်တန်တော့ပွင့်လာပြီမှလားမှန်ပါဗျာဒီအ
ရှင်းတော့နိုင်ချိန်ပြီးတော့မထေရကြီးမိတ်တော်မူတဲ့စကားအဲ့ဒီကြမှာနားလည်တော့မှာလားမှန်ပါပါဗျာမိမိရင်ထဲမှာခုနကလိုက်တဲ့စေတနာတတ္တိကလေးကတော့ကျန်နေနော်ကျန်ပါပါဗျာကျန်တာကိုမြင်လို့မရလို့မရှိပါဘူးလို့ပြောလို့ရတာမရပါဘူးဗျာဒီပင်ကြီးအတိမရှိပါဘူးကွာလို့ပြောလို့ရလားမရပါဘူးဗျာဒီအချိန်တော့ပွင့်လာပြီလေမှန်ပါပါဗျာဒီပြီးတော့မှမလားမှန်ပါပါဗျာဒီတဲ့အစွမ်းတတ္တိမရှိလားရှိလားရှိပါပါဗျာရှိမတန်သေးတော့မတွေ့ရတာပေါ့နော်မှန်ပါပါဗျာတဲ့စိတ်ထဲမှာဉာဏ်နဲ့တတ္တိကအရှင်းမတန်သေးတော့လည်းမမြင်နိုင်ဘူးပေါ့နော်မှန်ပါပါအချိန်တန်ကျုပ်ပြတာတဲ့အချိန်ကြတော့မှတစ်ပင်မှာတိတတ်တဲ့အစွမ်းတတ္တိရှိပါလားဆိုတာမျိုးလို့ယုံကြည်စိတ်ချစွာနဲ့နားလည်သိချင်လို့ရှင်းပြလိုက်တာနော်မှန်ပါပါအဲ့ဒီကြမှာအင်းကြီးကဘောပေါက်နားလည်ပါလေတဲ့ဒါကြောင့်ကံတတ္တိလေးဉာဏ်ဟာတန်တရားမှာအကျိုးပါတယ်နော်မှန်ပါပါသို့တော့အကြောင်းမသိသေးတော့အကျိုးကပြီးလို့မရသေးရင်မရှိဘူးမထင်ပါနဲ့နော်မှန်ပါပါဗျာဒီနေ့မှာတကယ်ရှိတယ်မလားရှိပါပါဗျာရှိမှလည်းသိတယ်သို့တော်လည်းမတွေ့ရသေးတဲ့အကျိုးနော်မှန်ပါပါဗျာသို့တော့ပါသွားပြီနော်မှန်ပါပါဗျာအစိမ့်တန်တဲ့ကသိပြီးပြပွင့်လေးတွေကိုမြင်ရတာလို့ပဲသိတဲ့အသိလေးတွေမြင်ရတာလို့ပဲတွေ့လိမ့်မယ်နော်မှန်ပါပါဗျာအကျိုးပြည့်မရဘူးလားရပါပါဗျာအဲ့လိုလေးနားလည်ပြီးတော့ကံကိုလည်းယုံကြည်ပါကံကျိုးတရားတွေကိုလည်းယုံကြည်စွာနဲ့ကိုယ်ချင်းသုံးလို့တဲ့ကပထမဆုံးကိုယ်ချင်းဖြစ်ပါစေတဲ့နော်မှန်ပါပါဗျာဒုတိယကကိုယ်တိုင်စားလို့ကိုယ်နာကတော့ဒီခန္ဓာအတွက်အကျိုးမရှိဘူးလားရှိပါရဲ့ဗျာဒီစားမှာခန္ဓာကြီးအားရှိမှာပေါ့မှန်ပါပါဗျာအားရှိမှစီးပွားရှာနိုင်မှာပေါ့မှန်ပါပါဗျာတရားအထုတ်နိုင်မှာပေါ့မှန်ပါပါဗျာစားတဲ့နာလည်းမစားရဘူးလားစားရပါဗျာထားတဲ့နာလည်းမထားရဘူးလားထားရပါဗျာဒါကလည်းအကြောင်းဒီခုနကတော့အဖြစ်စည်းကြုံလာတော့ဒါလေးနဲ့အဘယ်ဖြစ်စီပေါ့အစားထိုးပြီးတော့နော်မှန်ပါပါဘုရားအခြေအနေမပြတ်အောင်နဲ့ထားတဲ့နာလေးလည်းသုံးရမှာပေါ့နော်မှန်ပါပါဗျာသုံးတဲ့နာလည်းသုံးပေါ့စားတဲ့နာလည်းစားပေါ့ထားတဲ့နာလည်းထားပေါ့တစ်ဖက်ကလူတဲ့နာလည်းလူမမေ့နဲ့ဘူးနော်မှန်ပါပါဗျာလူတဲ့နာပါလို့ရတော့မှန်ပါပါဗျာဒီမှာခုနတတိကျန်တာမှလားမှန်ပါပါဗျာဉာဏ်တတိကဘဝရအကျိုးမရှိဘူးလားရှိပါဗျာအကျိုးရှိနိုင်အောင်လို့ဒါလေးကိုဒီနေ့ရှင်းလင်းစကားလေးနဲ့ပြောကြားခြင်းဒီကိုတတ်ပါတယ်နော်မှန်ပါပါဗျာဒါကြည့်လက်ချအမြဝေတဲ့ခါလက်ဘဝဆွတဲ့ပုဂ္ဂိုလ်များအားသူရည်မှန်းလို့အမြတ်တမ်းပေးကြရတဲ့တိုက်တွန်းလိုက်တဲ့ပေါ့ကဲဒါဆိုရင်တောဒိခိတချီပြီးတော့အလုံးတိုင်းလေးဆုပေးလိုက်ရအောင်အရှင်ဘုရားအရှင်ဘုရားဒီတော်မြတ်သည်ဒီတော်မြတ်သည်ဒီယခုယနေ့ယခုတရားမှုရှိသောတရားမှုရှိသောသံဃာတော်များနှင့်သံဃာတော်များနှင့်ယောဂီယောဂီပရိသတ်တို့အားပရိသတ်တို့အားဘုံမြတ်သောဘုံမြတ်သောသံဃာစေသံဃာစေဘုရှင်ယတာဘုရှင်ယတာญาญาတို့ကိုစေရနာသုံးတန်စေရနာသုံးတန်ထံ၍ထံ၍လူလန်းကြပါကုန်၏လူလန်းကြပါကုန်၏ရှင်မယားရှင်မယားဤကဲ့သို့လူလန်းရသောလူလန်းရသောဒုက္ခစေရနာတို့ကြောင့်စေရနာတို့ကြောင့်ပြီးတော်မြတ်သည်ပြီးတော်မြတ်သည်ဒုက္ခခတ်သေးဒုက္ခခတ်သေးချုပ်ငြိမ်းရမည်နိဗ္ဗာန်ကိုဉာဏ်နိဗ္ဗာန်ကိုဧကမောက္ခရောက်ရပါလို့ဤရောက်ရပါလို့
ခင်